วัสดีครับ สวัสดีครับ สวัสดีครับ เราခင်ဗျားနဲ့အလုပ်တွဲလုပ်ဖို့ကျွန်တော်ထိုင်းနေခေါ်လာတယ်ထိုင်းတတိ တွေ့ရတော့မှန်းတာပါလေဗျာ สวัสดีครับ สวัสดีครับ สวัสดีครับมะพร้าวขาถ้าขาขามันขาของแต่ขาปลาขาน่ะน่ะ ဘာပြော ခင်ဗျားရှင်းပြရမှာလေ အော်ဟုတ်တယ်လေ तू ဘာပြောလဲဆိုကျွန်တော်ရှင်းပြမယ်လို့तू ကပြောတာခင်ဗျားနဲ့အလုပ်အတူတူလုပ်ဖို့တဲ့12စက္ကန့်တိတိနောက်ကျပြီးမှရောက်လာတဲ့အတွက်ကြောင့်तू တောင်းပန်ပါတယ် တိကျလိုက်တာဗျာရောက်ပါတယ်12စက္ကန့်တော့ဘာမှဖြစ်ပါဘူးရောက်ပါ အမဟုတ်ဘူးလေခင်ဗျားတို့ဘာမှမဖြစ်ဘူးလေသူ့အတွက်ကတော့အရေးကြီးတယ်အချိန်ကအရေးကြီးတယ်။ तू ကစက္ကန့်တိုင်းဝင်နေတာလေ။စက္ကန့်တိုင်းငွေဝင်နေတာအလုပ်တွေကအများကြီးဆိုစက္ကန့်တိုင်းငွေဝင်နေတာအဲ့ဒါပြော ဒါနဲ့ကိုကြီးမီခင်ဗျားနဲ့ကျွန်တော်နဲ့ပြောရတဲ့လုပ်ကိစ္စအဆင်ပြေရလား ။ပြေးပါတယ်ကျွန်တော်ပြောထားပြီးပြီလေ။ခုနော်ကျင်းကောင်ခါ ที่ก็ขามีเมียขาไปขา မြင်မြန်ခက်အပိုင်ခက် မဟုတ်ဘူးရတယ်တဲ့ဟိုအဆင်ပြေပါတယ်တဲ့ခင်ဗျားလူချင်းတဲ့ share ကိုလည်း तू ထုတ်ပေးဖို့စဉ်းစားထားပါတယ်တဲ့ ဟိုဒါနဲ့ကိုကြီးမီဟိုကျွန်တော် share တစ်စုတည်းမဟုတ်ဘဲနဲ့ကျွန်တော်နှစ်စုလောက်ပါခြင်းနဲ့ဗျာငွေတွေကလည်းပူနေရလေ ဟိုအဲ့ဒါမဖြစ်နိုင်ဘူးထင်တယ်ဗျဘာလို့ဆိုတော့ဟိုကျွန်တော်ဒါတော့မနေပြောတာ မလို့ပါပြောပြပါလား ခုနော် อ่ะ ကျင်းကောင်ခါငွေပုတ်ခါ ขายาตาขายาตาขา အဲ့ဒါရတဲ့လောက်ခက်ဆိုပါ မဟုတ်ဘူးဟိုဟာမပေးနိုင်ဘူးတဲ့ဒီတစုတော်ကျွန်တော်မျက်နှာကြောင့်ပေးထားတာတဲ့မလိုချင်ပြန်ယူရမယ်တဲ့ ဟိုမလွတ်ပါနဲ့တစုဆိုလည်းဆင်ပြေပါလေဆင်ပြေတယ်ဆင်ပြေ ခုနော် โอเคครับโอเคครับ โอเคขา ကဲအလုပ်ကိစ္စကြီးလည်းအားလုံးပြည်လည်သွားကြပြီဆိုတော့ကျွန်တော်တောင်းပြီးပြီနော် အော်ပြော တခုပဲဗျဟိုငွေတော့ကျွန်တော်ချုပ်ယူသွားလိုက်မယ်နော် အဲ့ရတယ်ဗျစင်းနေမှာပဲဗျယူသွားလို့ရပါပြီ ကိုကြီးလုံးမနေစမ်းမနဲ့ကိုကြီးရဲ့အကြောင်းတီတွေပဲဟာကိုကြီးဟိုတိုင်းတင်လဲကြည်တင်အောင်နော်ဟောတကယ်တိုင်းတက်တာမှမဟုတ်တာ တူတူမင်းပြောမှအတေးဝါလုံးတီကုန်ဘယ်လိုဖြစ်နေလဲဒီမှာညီမလေးငါတို့ကလေဒီဝါမှာမျက်နှာစိမ့်နေငါတို့အကြောင်းဘလူးမှသိတာမဟုတ်ဘူးနင်သာပါစက်လို့မသိကြားလားအကူကြီးဒီဝါမှာတိုင်းတင်တန်းဖွင့်တယ်ဆိုအဓိကရည်ရွယ်ချက်နှစ်ခုရှိတယ် ဟာလေ တစ်ခုကမန်မှန်တူတူမပုံအောင်လို့ထမင်းလေးနတ်နတ်အောင်လို့လုပ်နောက်တစ်ချက်ကပိုအရေးကြီးတယ်ငါတို့ကမောင်နှမနဲ့ပဲလေငါညက်မာလေးကအပြူလေးနော်တို့ကြောင့်ဟိုလူဆိုကဒီလူဆိုကဖြစ်မှာဆိုလို့ငါနာမည်မှတ်ထားနော်နာချက်ကူဖို့သိမ်း ဟောကြည့်တယ်လို့ပေါ့ကိုကြီးရဲ့နကြက်ကူဖိုးသိန်းကနေဒုက္ခိတဖိုးသိန်းဖြစ်သွားအောင် ဒါစူးစမ်းမှာပေါ့ငါလုံးလိုက်တော့ โอเคပါကိုကြီးရဲ့အောက်မှာတိုင်းတင်မိုးဆောင်နေသွားတော့သွားရောက်နေပြီပြေးချလုံးဟုတ်ကောင်းရလားမသိဘူး မောင်တို့တွေနားထောင်ကြမောင်တို့တွေဟာတိုင်းပညာတက်ရုံနဲ့လူဇွမ်းကောင်းနေမဖြစ်နိုင်တတ်တိဆိုတာဟောဒီလက်သီးကနေလာတာမဟုတ်ဘူးဒီရင်ထဲမှာတည်းတီနေအဲ့တော့မောင်တို့တွေလက်ထဲမှာဘလို့လက်နဲ့ကောင်းနေပဲကင်ထားဟောဒီရှင်တွေကတတ်တိတကယ်မရှိဘူးဆိုရင်အဲ့ဒီလက်နဲ့တွေကဘာမှအသုံးမဝင်ဆရာနာမည်နန်ချက်ကိုဖိုးသိမ့်လို့ခေါ် ဘာလို့နန်ချက်ကူဖိုးသိမ်းလို့နာမည်တွင်လာလဲသိဟေးကုန်တော့မှာဟဲ့ ยาตา ဆရာအဲ့လိုတတိတစ်ချက်လွတ်တာနဲ့တစ်ဖက်ထိသွားတစ်ချမ်းထိရင်တစ်ချမ်းထွက်သွား ကြည့်ရအဲ့ဒါအကွက်တွေပြနေအောင်လို့ ငါကွန်ပျူဘာကိစ္စရှိလို့လဲ မင်း
မင်းတို့၄ယောက်တို့တယောက်ချောင်းစီယူပြီးငါနောက်လိုက်ခဲ့ငါအစွမ်းအောင်ပြ ငါကောဟမ် ဘာလဲ ဘာကိစ္စရှိလို့လဲလို့ အော်ဟိုမနေ့ပြန်ကြလို့ရှင်ဟိုဘက်ရွာကိုလေဟိုအလူကိစ္စသွားအောင်လို့အာထွေးငယ်လိုက်အောင်မလားလို့ မကွန်းကလည်းမနေ့ကတည်းကလိုက်မယ်လို့ပြောထားပြီးသားလေ ကြောက်ပါလေရှိုက် ဘာလို့တန်လဲကိုဆရာပဲရိုက်တော့ရိုက်တာဗောဗျာအဲ့ဒီစကားတော့မှစကားရှိသေးတယ်ကွာ မာကြီးကိုအစောပြောပါတယ်ထွေးငယ်လိုက်မှာပါလို့မာကြီးကလေဒီအိမ်ကိုအကြောင်းရှိအကြောင်းရှာလာချင်နေရတယ်ငါကိုယ်တိုင်နက်နက်တက်နေရလေဟာရီပြောနေတာလေဘာရီပြောနေတာလေ တော့ဒါယူလားတို့ချောင်းပြလိုက်လားဟဲ့ စကားပြောတာသိနေတယ်မှာငါ့ကိုတေးကြအောင်လို့လာမေးတာထွေးငယ်ကို အသေးချောင်းလို့လည်းမာကြီးကလည်းဟိုကိုဖိုးလေးတိုင်းနေတာကြည့်ကြုံလို့မလားခုနကတော့လေမာကြီးကလေဒီလိုလေးအဲ့ဒါလေကိုဘုရားကြည့်တော့ငါရှက်သွားတာဗောရောင်းမရဲ့သိတယ်မလား မာကြီးဘယ်လိုခေါ်လိုက်တာ ရောင်းမငါလေဘာဘူးပါလေထွေးငယ်လို့ဟာလေကိုဘိုးသိန်းလေတိုင်းတင်နေတာလေအရင်ကြည့်လို့ကောင်းတာပဲလို့အဲ့ဒါလေးပြောတာ ဟုတ်တယ်မကြီးသူဝါသနာပါတဲ့အလုပ်ဆိုတော့လေဟိုဒီတိုင်းပဲလွတ်ထားလိုက်တာပါ ဟုတ်တာဗော ဟိုပြီးတော့ထွေးငယ်မှာလည်းဒီကိုတယောက်ပဲရှိရမလားဟိုသူ့ပဲအားကိုးနေရတာလေ ဟုတ်တာဗောထွေးငယ် အရင်တော့ဆိုလေဟိုချစ်ကနေရှိမဖြစ်လိုက်နဲ့ဖြစ်လိုက်တာနဲ့တူးကြီးပဲလက်တံကလည်းဘာပြောင်းလဲမမေ့နဲ့နော် လေအဲ့ဒါတတ်တိရှိတယ်ခေါ်တယ်တတ်တိရှိတယ်ခေါ်တယ်ထွေးငယ်ရဲ့အထာရတ18ရဲ့ပညာထဲမှာအဲ့လိုပညာမျိုးပါတာဗောကိုဘိုးသိန်းလို့တတ်တိရှိတဲ့သူမျိုးရတဲ့မိန်းမမျိုးကတော့အော်ကန်ကောင်းလိုက်တာ မာကြီး အော်ကန်ကောင်းလိုက်တာလို့ကန်ကောင်းလိုက်တာ အောက်ကိုရိုက်စမ်းခြေတော့ကိုဒီမှာခေါင်းလားဟဲ့ဒါပဲခေါင်းရိုက်တွေ့လားအဲ့ဒါပဲနော်ဒီရိုက်ရဒီမှာဟဲ့ချက်ပိတ်သွားလေ ရော ခဏနေလေသူမြကြားပါကွာဘလို့လဲကွယ်သူမြပတ်စံလာကောင်းစားနေလား ဩလူရင်းပြော လူရင်ပြောမှာဟိုကောင်သိချင်းမကောင်းဘူး လူလေ အော်ပတိလေကွာပတိလေ ဖတ်တိပါပြောလေ အိုးပတိနင်းကနေလောက်တော့ကိုသိပြီးရက်တော့တိုင်းပြီ ဟာရဲတိုင်လိုက်ပြီ အေးရဲကနင်းကနေလိုက်ချနေတယ်ဖန်ခသိမယ်နော် အားရအချင်းမကောင်းတော့လေအဲ့လစ်မရမှာပေါ့ အေးလစ်ဖို့နင်းငါပေးလာခေါ်လေလေ အဲ့တော့နေဟိုပစ္စည်းယူလာ ဟိုင်ပစ္စည်းပဲယူနော်အနာမယူနဲ့ဖန်ခသိမယ် နေဘေးကြည့်အောင်တခုငါ့ကိုဒုက္ခလိုက်ပြီးနေကောင်းလာလိမ့်မယ်သူရုပ်ရှင်နဲ့ရေးတွေကခေါ်ပြီးလာမှာအဲ့တော့ငါခဏဆောင်နေရမှာတကယ်လို့သူတို့ရောက်လာရင်ဒီဘာမှမပြောဘူးဘာမှပြန်မပြောနဲ့တွေ့ရတယ်ပါလာထဲပလားကြားလားဘာလို့မလဲမရဲ့နော်အဲ့တော့ငါကိုခဏဆောင်ပါရတိလားမှားထားနော်ဘာလို့မလဲဟာမရဲ့ပါရโอเคသိကြမလို့ ဒီထဲမှာကြာဒီထဲမှာအေးဂျီမီအေးမထွက်ခဲ့သားရအေးထွက်ခဲ့သားသားတို့ကောင်းတာကွာဟုတ်တယ်မင်းပြင်တရားဘယ်လိုရှင်းမှာ ပတ်စံမရှိတော့လေကြည့်ချက်ရှင်းရအောင်ကွာ ဟမ်တင်နေငါတင်နေနော်မစ္စတိုင်တို့အဆွဲခေါ်လာကြတယ်ကွာမင်းအဲ့လိုရှင်းတော့မလို့ငါတင်နေ ဘူးမစားလို့လား စားလို့စားရတာပေါ့ကွာဒါပေမဲ့မျိုးမကြောက်ဘူးကွာမတင်ငါထုံးနဲ့ပြန်မဝင်ချင်ဘူးကွာ ကဲစားစရာရှိပါစားသားမှာကွာငါရှင်းပါမယ်ငါကြည့်ချက်ရှင်းလိုက်ပါ ပြီးတော့ကွာအဲ့လိုပြီးသွားပြီဘယ်ဒီကိစ္စကိုရှင်းပါ နေစမ်းပါငါကြည့်ရှင်းပါဘာဖြစ် ရိုးရိုးမလို့ရနော်ဝိုင်းရတော့ငါရင်သုံးပြေးမှာဗျ အော်မင်းတော်ကျွေးရကြုံနေတဲ့ကောင်ပဲဟေ့ငါကြည့်ချက်လုံးနော်မင်းနောက်ကနေ for shot လိုက်ဖို့တာစမ်းသားတာဟုတ်ပြီလား
ဟဲ့လောင်းအော်ဟုတ်လာလို့ဟုတ်ကဲ့ကိုပြောပါနုဆိုင်တာဘာလုပ်တာဘာဖြစ်လို့လဲကိုဟဲ့ဟုတ်ဒီခောက်ဆွဲကြော်ထဲမှာစပင်မွေးကတ်နေတယ်ဟမ်အခုကလည်းခောက်ဆွဲကြော်တွေပဲကုန်းနေပြီကုန်းမပဲဒီစပင်မွေးကလာတွေ့ဟဲ့လားဒီမှာကိုငါတို့မဟုတ်တာတော့မလှုပ်ကြနဲ့နော်ဟာရဲပါမဟုတ်တာမလှုပ်နဲ့လို့ပြောဟာလေငါတို့ကလိန်ကလေးကြရလို့ပြောချင်ငါဘာကောင်းထင်းနေလဲဟမ်ဘာကောင်းထင်းနေလဲဆရာစိတ်ကိုထိမ့်ပါဆရာရဲ့စိတ်ကိုထိမ့်ပါလူတက်မှုနဲ့ထောင်ထွက်လာအခုမှမလားလူတက်မှုဘာဖြစ်ကြလဲမင်းငါဆရာကျေနေအောင်တခုလုပ်ပေးဆိုင်လုံးရိုက်ခွဲပြမယ်မလုပ်ပါနဲ့ကျွန်တော်ဘာလုပ်ပြရမလဲမေးလိုက်ဘာလုပ်ပေးရမှာလဲဟမ်ဟိုမှာသပင်မွေးနေပါလားမမြင်ဘူးလားအဲ့သပင်မွေးလို့ယွန်းနေအဲ့ခောက်သွဲကြောဘလို့ဆက်စားလို့မရတော့ဘူးဆက်စားလို့မရတော့ဘာမှလည်းမရှိဘူးအဲ့တော့ခောက်သွဲကြောနှစ်ပွဲပတ်ဆဲလုပ်ပေးပြားမှမပေးနိုင်မလုပ်ပေးဘူးလားမလုပ်ပေးမယ်ကိုလုပ်ပါဦးဗျာနောက်ထပ်ခောက်သွဲကြောနှစ်ပွဲပတ်ဆဲလုပ်ပေးရမယ်ပြားမှလည်းမပေးနိုင်ဟုတ်ကဲ့ပါဟိုရတယ်လုပ်ပေးမယ်ကျွန်တော်လာစားတွေကပဲစိုက်ပြီးလုပ်ပေးနိုင်မယ်ဆက်မှာပေါ့နော်လုပ်ပေးရမှာပေါ့ဟုတ်ကဲ့ပါလုပ်ပေးပါအိတ်ထဲကဘာကြီးမှလည်းမသိဘူးငါသိနေတယ်နော်ငါစိတ်နေရတော့ဟမ်အချွေးအားတော့ဘာဆက်လုံးမလဲကွာဒီမှာငါတော့ထိုင်နေတယ်ဟိုခမရကိုပြောပြီးသားလေဗျာခမရကပြီးရှိဘူးလေအားလုံးဟိုเจ้าမှာမီးစင်ကြီးကမယ်အမငါမပူနဲ့မင်းနာပူရရှိအောင်နေအဲ့ရတန်အဲ့စကားကမဟုတ်တာလေမင်းနဲ့ငါနဲ့နှစ်ယောက်အဒီစကားမပြောလို့ငါပဲစကားပြောမလဲအေးဟိုရောက်လို့နော်ရိုးရလို့ပြောဆိုငါပြောမှာပေါ့ဒီမှာရိုးရလို့ပြောလို့တလုံးနားလေလားပြီးရောဗျာခင်ဗျာထိုင်းမှလူသိရင်ပြီးရောဘာစကားလဲထိုင်းငါအားလားဟုတ်ဘူးလေခင်ဗျာထိုင်းလူမျိုးမှလူတွေယုံသွားပြီးရောအဲ့ဒါလို့ပြောဆိုင်မှာဟောက်စားလောက်တာညနေစာတော့ကတော့ဖူးလုံးသွားပြီဒါနေပါအောင်ငါမင်းလို့နေအိတ်ဆိုင်မှာတော့အဲ့အိတ်တွေကတထုတ်ထုတ်နေအပ်ပါဩဟာမလဲကွာဟောဒီမှာအစာကြီးသေးဘူးလေဘာများလဲလို့ပေးသားနေနေတော့သွဲကြိုတွေစားရတာရင်တွေရမ်းပြေနေလို့ငေါ့ထောင်းတော့ထွက်လာပြီဘာဆက်လုပ်ကြမှာဘာဆက်လုပ်မလဲဆိုတော့ငါတော့ရွာကိုပြန်တယ်မင်းငါနဲ့လိုက်ခဲ့ပြီငါရမှာပဲနေအဲ့တော့ကောင်းတယ်ငါမှသွားကြလဲနေရာမရှိဘူးမင်းငါရွာကိုလိုက်မယ်ဆိုရင်တော့ခုလိုပုံစံနဲ့တော့ဖြစ်မှာမဟုတ်ဘာဖြစ်လို့လဲဟောမင်းကကားမီးလုံးဖြုတ်ခိုးတဲ့တခိုးဆိုပြီးတော့ရွာဝိုင်းနေရမှာပေါ့ကွာအဲ့တော့ဟုတ်တယ်နော်အဲ့တော့ငါဘယ်လိုလုပ်ရမှာလဲလုပ်ရမလဲဆိုတော့မင်းကလူမိုက်အယောက်60ကိုအုပ်ချုပ်တဲ့ gangster ကြီးလူမိုက်ခေါင်းဆောင်ကြီးပေါ့ကွာငါအေးပြီးတော့မင်းကငါဆရာဟောက်စားကွာဟောက်စားညာရောနဲ့ဖျဲစရာရောဒါရောအဲ့ဒါလားတော့ပါโอเคနော်လောက်တော့ရပါတယ်ပြီးရောကိုချောတယောက်900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 ကိုချောတယောက်ရောင်းကိုချော2ယောက်လိုက်မယ်အေးပတ်စံတော့တပြားမှမပေးနိုင်ဘူးတပြားမှမပေးနိုင်အောင်မဲမဲလေးဆိုင်ကြမ်းမှန်တယ်ဟောဆရာပြပါလားပြောဆရာစိတ်ကိုထိမှာဆရာရဲ့လူတက်မှုနဲ့ထောင်ကထွက်လာတာမကြသေးဘူးမလားငါသိနေရတော့ကွာပါလာလူတွေပါကုန်တတ်ပြမှာတော့မကြီးလေးဒီအဲ့လိုတော့မလုပ်ပါနဲ့ဟိုတုံးမေးဆရာဟိုသူတို့ညကိုတင်လိုက်ပါပဲကျွန်တော်ပတ်စံပေးမယ်နော်လာတက်လိုက်မှာတက်တော်မလို့နဲ့သေသွားမယ်နော်ဒုတ်လိုက်အောင်မယ်ကဲအားဆရာကားပေါ်တက်မယ်စစ်ကားပေါ်ကနေအကုန်စစ်ဆိုကြားတယ်ညခိုင်ဒီမှာထားအောင်ကောင်းမလက်တယ်ကြာတက်လို့ရတယ်နေရာယူလို့ရတယ်သေကုန်မယ်နော်အော်ညီလေးဟိုကိုတို့မစင်းတော့ညီလေးတို့ပတ်စံပေးတာဆိုတော့အဲ့ဒါဟိုလူစင်းဟိုသူကစင်းလို့မရဘူးသူကကိုမိတ်ဆွေဟိုထိုင်တဲ့ခုနော်โอเคนะครับโอเคนาคาไปไม่หรอไปไหนล่ะ
တက်ခုတ်ပါရဲ့ဒူးနဲ့တိုက် ဟဲ့မင်းကထိုင်းသားတက်တာလား ဟုတ်ပါဘူးကွာသူ့ပါရဲ့ပြီးဒူးနဲ့တိုက်ချင်တာလို့ပြောတာ ဇက်ကိုပေးပြီးလိုက်ခဲ့နော်သိမယ် မိုင်းမိုင်းလော မညီလေးဆရာမဟုတ်ညီလေးဆရာမဟုတ်စိတ်တော့ညီလေးစိတ်တော့ခုနော် ဟမ် စိတ်ကပေါက်ခပ်စိတ်တော့ ငါလုံးတော့မှာငါလုံးတော့မှာ ကဲမောင်ညီလေးကဲမောင်တော့ပြစားမောင်ပြောတာနော် ကမဇက်ကိုပိတ်နော်အေးစစ်လိုက်ခဲ့ နင်တို့နေတော့ဒီရွာထဲနေတဲ့လူချင်းချင်းဘာစကားတွေပြောနေတာလဲငါអော်လိုက်မှာနော် စိတ်သိရတယ်ကွာခရယောက်ပြောနေမှာမဟုတ်ဘူးသူ့ကိုပြောနေတာသူ့လေးကိုပြောနေတာ တိတယ်သူ့ဆောင်ကអော်ပေးမယ်လို့ငါပြောတာဒီမှာရှင်တို့တွေအကိုကြီးရဲ့တပည့်တွေမလား ဟုတ်တယ် အကိုကြီးတိုင်းတင်ပေးထားတဲ့ဟာတွေမလား ဟုတ်တယ် ကိုဆရာရဲ့မျက်နှာကိုမှမထောက်ကျွန်တော်တော်ဆိုးတဲ့ဟာတွေပဲ ဟုတ်ပါဟဲ့ ဆရာငါဆရာအဲ့ဆရာဘာလို့ရမှာပြောဟမ်ဆရာရဲ့ညီမဟိုရီတော့ပဲဖြစ်စီရမယ်ဟုတ်ကဲ့ရတယ်ပဲ မကိုကြီးလာနေပြီအကိုကြီးကိုဖောက်ပေးကိုဖောက်ပေးဒီမှာ မလေး အပြန်လာပါ ကိုကြီးလာပြီ အပြန်လာပါပြန်လာပါသူတို့တွေလေသိလားဟုတ်တယ် အော်ချမယ်လူကလည်းတက်လုံကောင်းမြန်ပြီမောနေတယ်ကော အဲ့ဒါရေမမဟုတ်တာအရက်တယ်လေကိုဘိုးသိရတယ် ဘာဖြစ်တယ်လဲ ကိုကြီးဒီမှာကိုကြီးရဲ့တပည့်တွေလေအရက်မူပြီးတော့ညီမလေးကိုလိုက်ပြစ်နေတယ်နော် ဟုတ်တယ်ကိုဘိုးသိ ဘာ မတာဟုတ်တာ ဒီကောင်တွေကညီမလေးကိုလိုက်ရှင်းနေဟဲ့လား ဟုတ်တယ် အေးပေါ့အေးပေါ့တေးတရားသာချင်းသေးမင်းကိုတေးသေးချာချာမမြင်ဘူးတဲ့ခွေးအားတွေကတော့ဝိုင်းပြီးဟောင်းရင်ဟောင်းရမှာပေါ့အေးတကယ်တမ်းစင်စစ်ကတိုင်းရွက်ရက်တွေပတ်မိုးရာသီနဲ့အခန့်တဲ့မြေခွေးရှင်းမောက်သားကောင်ရောက်ချင်းသေးကိုတားတမယ်တော့ပို့တယ်ကိစ္စမင်းတော့တိတ်မိုက်ပါလားကွာဟဲ့ အဲ့ဒါဆက်စကားတွေနော် သိတယ်အဲ့လိုပြက်ဆက်တဲ့စကားတွေနဲ့ဒီကောင်တွေကိုတင်စားနေလို့ပြီးမှာမဟုတ်ဘူးဒီကောင်တွေကိုကိုကြီးတတ်မယ် ကိုကြီးမလောက်ပါနဲ့ကိုကြီးမလောက်ပါနဲ့ညီမလေးတို့မောင်နှမနှစ်ယောက်တီထောင်ထားတဲ့ตายาလှပတဲ့မိသားစုဘဝလေးကိုကြီးရဲ့ဒေါသမုန်တိုင်းတွေကြောင့်အပြည့်စည်းမခံပါနဲ့ကိုကြီးကိုကြီး ညီမလေး ကိုကြီး ညီမလေး ကိုကြီး ကိုကြီးမခွေလို့ပါညီမလေးညီမလေးအချက်နဲ့ကိုသိခါတော့ကိုကြီးတိုက်ပွဲဝင်ရကိုကြီးလူတက်တယ်နိုင်ရမယ်ကိုကြီးကိုနားနဲ့ကိုဒီကလေးကိုကိုကြီးကိုဖြတ်ခွင့်ပေးပါညီမလေး ကိုကြီး ညီမလေး ကိုကြီးကိုဘိုးသိဒီနေ့ဖို့ချပြေအောင်ပါလား ချမ်းโอ้สุภาษาชาม ချပြေ เยๆဆက်ချမ်းချပြအောင်ကိုချမ်း ပေါအောင်ချမှာလေ သူတို့လေးကိုချမ်း ချပါ အဘနဲ့ကွန်ပျူကိုပိုးတဲ့ကိုကတိတခုပေးပါ ပြီးပါလေကိုဘိုးသိ တကယ်လို့များကိုဖိုးသိန်းသူတို့နဲ့တိုက်ပွဲဝင်နေရင်ကိုဖိုးသိန်းရဲ့အသက်ကိုသတေးလိုက်ရတော့လည်းကောက်အဖမ်းခံရလိုက်လို့တော့လည်းကောက်ဟောဒီလူလောကမှာမျက်စိတငယ်နားတငယ်နဲ့ကြံခဲ့မဲ့ကိုဖိုးသိန်းရဲ့ညီမလေးကိုစောင့်ရှောက်ပေးပါ အဲ့ချာသမားကိုဘိုးသိရဲ့ဟောရီယာကိုကြီးတောင်းယူပါလေ ကောင်းကိုဖိုးသိန်းသွားတော့မယ်ကွာ အော်မပါနဲ့ဦးလေသူတို့တရားကိုချအောင်မယ်လေ ချအောင်မ အ လား ချမှာပေါ့ ချမယ်ငါညီမရဲ့အရှင်နဲ့ဂုံသိက္ခာအတွက်ငါရဲ့ဂုံသိက္ခာအတွက်ဒီနေရာမှာငါတရားတော်စစ်ကိုဆင်နွှဲမယ်တရားတော်စစ်ပွဲကိုဒီနေရာမှာဆင်နွှဲမယ်
ရှာရီတို့ရှင်းလို့ရပါပြီခင်ဗျာ စိတ်ครับစိတ်ครับစိတ်ครับ ဒါပုံချောင်းရွာပဲကိုရှင်းတဲ့ကြောင့်လေကွင်းနဲ့ထိုင်ကြတယ်ရွာရောက်ပါပြီခင်ဗျာဟောဟဲ့အောင်လေမင်းတို့လုံးဝမကြောက်ဘူးကွာရှာရီခဏတော့မောင်းလာပါ ငါလုံးတော့ပါတွေ့မယ်မိုင်းလောဟာဒီလိုမဟုတ်ဒီလူကနားလေလို့ဆဲနေရလား မဖက်ခွန်ဖားလော ခုနော်စိတ်စပေါက်ครับ ครับ ဟိုညီလေးတော့ပဲ ဒါကျုပ်ရွာလေ မဟုတ်ပါဘူးပုံချောင်းရွာတဲ့ခုနကလေ ပုံချောင်းဆိုတာနာမည်ရွာကျုပ်ရွာ အော်ညီလေးရွာလားဟိုဒီကညီလေးอ่ะ ဒါကျုပ်ဆရာလူမိုက်120ကျော်လောက်အုပ်ချုပ်ခဲ့တဲ့ဆရာနေများတယ်ဟိုလူမိုက်120ကျော်အုပ်ချုပ်ခဲ့ပြီး60ကျော်ရိုက်တက်လိုက်ပြီကြံတဲ့60ကိုဆက်လက်အုပ်ချုပ်နေတဲ့လူမိုက်ကောင်းဆောင် တွေ့ရဝါတာပါညီလေးနာမည်อ่ะ ကျုံနာမည်ကအောင်ထင် ဟုတ်ကဲ့ ဒီနေ့မှလူသက်မှုနဲ့ထောင်းကနေထွက်လာကျုပ်ထွက်လာတာကိုကျုပ်တို့ဘက်တွေသိရင်ဒီကောင်တွေရောက်လာမှာအဲ့ခါကျရင်နားတွေညည်းတယ်ဗျာဟုတ်ကဲ့အဲ့ဒါကြောင့်ဒီကောက်ရွာမှာလာအောင်နေတာ အောင် ရှင်းရနော် ဟုတ်ကဲ့ရှင်း ဆန်ခင်ဗျာ ဟုတ်ကျွန်တော်ဒီရွာလာလေ ဒီရောက်လာဘလူးစီလာ ဟိုဦးမဲလုံးစီလာ ဦးမဲလုံးဆိုတော့အပြိုကြီးမကွန်းပြူရဲ့အဖေဦးမဲလုံးလား ဟုတ်တယ်ဂုံအဲ့ သူကဆုံးမကြားလာပြီလေ ဟုတ်တယ်အဲ့ဒါကိုကျွန်တော်သတင်းလာမိတယ် ဟော ခုနော် ဟမ် ကွန်ဖန်ကပ် ขาจิจักขา ကဲဆရာကြီးကျွန်တော်ရွာကိုသွားလိုက်ရအောင်ဗျာနော်ဆရာလည်းဟန်ဆောင်နေရပင်ပန်းနေပြီဆိုတော့ဟောဆရာဟန်မဆောင်နိုင်လောက်ပင်ပန်းနေပြီဆိုတာကျွန်တော်သိတယ်အဲ့တော့အိမ်မှာအေးစေးသွားနေရအောင်နော်ဆရာဒိုးမယ်โอเคဆရာလာပါလောက် ครับ စိတ်စပောက်ခပ်လာပိတ် ဟာဒီနေ့ကွာဘာမှန်းမသိဘူးပတ်စံရမယ်ဆိုလို့ကငါဒီလိုကိုလုပ်ဘယ်နဲ့ဖမ်းခံရမှန်းမသိဘူးဟာမင်းလည်းဘာလာပြီးတွေးပူနေတာလဲဒီနေ့တော့မင်းဖမ်းခံရမှာပေါ့ဩပတ်စံရမယ်လို့ပါပတ်စံရမှာပေါ့ကွာအခုလည်းလူရှာနေတာပဲလူမှမတွေ့သေးတာပရိသတ်ကြီးမင်္ဂလာပါကျွန်တော်အခုရောက်နေတဲ့နေရာဟာတောတောင်တွေအများကြီးရှိတဲ့တောတွင်းစကန်တဲ့နေရာကိုရောက်နေပါတယ်ခင်ဗျာကျွန်တော်တို့ဖွဲ့ဟာလူမှောင်ခိုကူးမဲ့အဖွဲ့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုရောက်နေတဲ့နေရာဟာမြဝတီနယ်စပ်ရဲ့ဘယ်နေရာဖြစ်မလဲဆိုတော့ပြည်သက်ကြီးခံမှန်းကြည့်လိုက်စမ်းဟောဒီမှာကြည့်လိုက်စမ်းအမေโอเคပါကျေးဇူးတင်တယ်ကျွန်တော်တို့အဖွဲ့မှာလူအင်အား4ယောက်တိတိရှိပါတယ်ခင်ဗျအဲ့ဒီ4ယောက်ထဲမှာ2ယောက်နဲ့အရင်မိတ်ဆက်ပေးမယ်ခဏကင်ထားပါခဏလေးကင်ထားပါဟုတ်ပြီဒီမှာပါဗျာစတိုင်နေရမ်းမိုက်တယ်တဲ့အမွာတွေလားတဲ့အမွာတွေမဟုတ်တလုံးစီခင်ဗျဟုတ်ပြီတဲလေးတွေပေးပါဟုတ်ပြီနော်နောက်တစ်ယောက်နဲ့ထမိတ်ဆက်ပေးဦးမယ်နော်ဒီတိုင်းလေးပဲကင်ထားအောင်ဟုတ်ပြီဟုတ်ပြီအဲ့တိုင်းလေးဟုတ်ပြီဒါကကျွန်တော်ဆရာလူမောင်ကိုဖွဲ့ရဲ့ခေါင်းဆောင်ပါအသေးလေးတွေပေးပါအမေအများကြီးပဲဆရာဆိုတယ်ဘာလို့လဲဘာလို့လဲမင်းပေးစက်ကလိုက်ပြနေတာလေဘာလို့ဘယ်နေရာမှာရှိလို့လဲ तू ကသိကုန်မှာပေါ့ကွာအော်တောထဲရောက်နေတာလေဟိုမြောက်ရီနယ်စဲတနေရာပဲရောက်နေပြောတာ तू တို့မသိဘူးမဟုတ်လေဆရာဟဲ့ဘာလို့လဲကိုသိတယ်မင်းကိုတူးသလိုဖြစ်နေမှာပေါ့ဟောက်ပြလာဆရာလိုက်မျက်နှာကြီးပါပါမင်းနေဒီတော့အေးပြောကျဲနေလာနေပြီအဲ့ကောင်ကဟို Everett နာမည်မကျလက်မခံဘူးကျွန်တော်တို့ကဖမ်းမယ်ရဲတွေလိုက်လာပြီလို့ပြောတာပြောလို့ပါလေမိသက်ဟုတ်တယ်မကျွန်တော်မသိရဆရာမှတ်ထားတော့မှတ်ထားမယ်ဒီဆက်လို့ရအောင်နော်ဒါမှမင်းငယ်မဟုတ်ဘူးလေမင်းမရလေမီကိုတတ်ခိုင်းတာစခန်းသိမ့်မယ်စခန်းပြောင်းစခန်းပြောင်းလက်စားပြောင်းပါလားအကုန်သိအောက်ကူမြင်လာဟဲ့မြင်လာအောက်ကူမြင်လာညခင်အော်နေရလေငါအတမ်းမြလန့်ရတဲ့ရှိသေးဟာဘာဖြစ်လာတော့ဟင်ဘာဖြစ်တော့ဟင် ဟိုမှာငါထင်ထောင်ရတော့လာပြီဟိုမှာ ငါထင်လွတ်လာပြီ ဟုတ်တယ် ဟာ
ဖေရဖေရဒုက္ခပါပဲဒီတိုင်းဆိုတော့ငါတော့ခေါင်းမီးလောင်အောင်တော့မှာပါပဲဟောကဲဒီမှာအရေးကြီးတာသူ့မေကိုအများဆုံးအကြောင်းကြားသွားသူ့မေကိုအများဆုံးသွားပြောလိုက်နေငါတော့ပဲထွက်ပြေးမှမသိဘူးโอ้ကဲလာဟေးအာဘုမြင်ပြီးတော့မြင်သွားသေးတယ်ဟေး လူကြီးဟာလုံနေရလဲ ဟောဒါလေးအပေါက်ဖာမလားလို့ ဒါကြီးကိုပေါက်ပါမယ် အော်မဟုတ်ဘူးဒီနားဝါးလေးတွေပြန်လာအဲ့ဒါပြန်ဆက်မလားလို့ဟာပြောတာ ဟေးကျောက်လွတ်လာပြီနော် အေးသိတယ်တွေ့တယ်လေတွေ့မင်းမေရလည်းမင်းတို့တော်လွန်းနေတာအဲ့တော့မင်းရွာကိုတရက်တန်တီနေ့တန်တီတော့နေသွားလိုက်ပုံကွာနော် ဟာကျောက်ခဏအလဲလာတာမဟုတ်ဘူးဗျအပြီးပြန်လာတာ ဟာအပေးကိုပြန်လာတာ ဟုတ်တယ် အော်အေးဟုတ်တော့ဗလေကိုရွာကိုဆိုတော့လေနေကြတော့နေဖို့ဟုတ်တော့ဟုတ်ပါ အဲ့နဲ့လူကြီး ဟမ် ကျုပ်မရှိတော့ရွာမှာဘာကြီးထူးကြလဲ ဘာပစ္စည်းမှကိုမပြောက်တော့ဘူးဗျာဒီရွာလုံးကလည်းစိတ်ချမ်းနေလားလို့မင်းဝင်သွားတဲ့နေရာများဆိုလေဒီရွာလုံးကပျော်ပွဲရှူမွဲတွေကိုထည့်ကြတာပြောလိုက်ကြတော့မှ ဒီစမ်းပါဒီကောင်ကအဲ့တော့ဆို ဟာမောင်ကြီးဘယ်လောက်ဆိုးသလဲဆိုတော့အဲ့ကာယကံရှင်သူ့ဟိုသာမေးတော့နော်သူရံမဖြစ်ဘူးတဲ့လူဆိုလို့ရွာဦးเจ้าဆရာတော်တပားပဲကြံတော့တယ်အဲ့လိုဒီမှာမင်းမေစီတော့မင်းသွားပြောင်းသွားနော်အဲ့ဒီဟောဒီမှာ ဟာဒါကျုပ်ကိုပညာသင်ပေးခဲ့တဲ့ဆရာပဲ ဟာမင်းဆရာဟုတ်ပါဒီဆရာလည်းရွာကိုအလဲလိုက်လာတာပေါ့ ဟာမဟုတ်ဘူးဗျ तू ကကျုပ်နဲ့ပျော်သလောက်နေမှာဗျ ဟာပျော်သလောက်ကိုနေမှာအေးမင်းတယောက်တည်းကိုမလောင်းကားလို့ဆရာပါပင့်လာတာဟုတ်လားအေးနေပါပျော်သလောက်နေကြပေါ့ကွာနေကြပါနော်ကဲဟိုငါလဲရွာအတွက်စီစဉ်ဆရာကြီးကလေးစီစဉ်လိုက်မနဲ့ ဘာစီစဉ်မလို့လဲ ဟိုငါရွာပြောင်းမလို့ ជីជីဘူးရေជីជីဘူးဟေးမြင်လာပါជីជីဘူးရေ ဟဲ့ညခင်ဘာဖြစ်လာလဲရေးကြီးသူပြန်နေ ជីဘူးတန်းငတယ်လေအခုထောင်ကလွတ်လာပြီရွာကိုပြန်အောင်နေပြီជីជីဘူးရေ ငါသားတက်လာပြီဒီကောင်ရွာကိုရောက်နေပြီ ဟုတ်တယ်ជីဘူးရေជីဘူး ဖေရခဲ့တော့မူပါဖြစ်ဘူးအပေါ်တော့မယ် ជីဘူးသွားပြီ အမလေးဒုက္ခပါပဲ အမွေသားပြန်လာပြီဗျအမွေမင်းနေမကောင်းလား ဟုတ်တယ်သားရဲ့ ဟော အမေနေမကောင်းဘူး အမေဖြစ်နေတာကြာပြီလား စောစောတော့အကောင်းကြီးပါသားပြန်လာတာကိုကြားပြီးအဖျားတွေတက်လာ အမေဟာလဲဗျာသားလိမ္မာနေပါပြီဗျာဩဒါနဲ့အမေသားဆရာသားကိုလိမ္မာအောင်သူပဲတင်ပေးခဲ့တာနာမည်ကအောင်တင်နဲ့ တွေ့ရတာဝမ်းသာပါတယ်ကွယ်အထော့သားလေးကတိတ်ဆိုးတာသူ့တန်ကိုမခံနိုင်ဘူးသူထောင်ကလွတ်လာမှဆိုလို့ဖះမှာရေတရားချေးချေနေရတာ ဗျာ ဟိုအခုလိုလိမ္မာအောင်သွန်သင်ဆုံးမပေးတဲ့အတွက်ငါတူကိုကျေးဇူးတင်ပါတယ်ကွယ် တားပါတယ်တော့ကိစ္စမရှိပါဘူး ဒါနဲ့ငါတူကဘေးကနေလာတာတော့ အတူတူပဲလေအခုမှသူနဲ့တူတူထောင်းရထွက်လာတာဟုတ်တယ် အမွေတော့အမွေတော့လေလို့လေအမွေတော့ ဟောဗျာအငယ်တော်ဆုံးသွားပြီကျွန်တော်နဲ့အငယ်ရလေအမြဲတမ်းဆက်ဆွယ်ရှိတယ်အဆက်ဆွယ်ပြတ်သွားတဲ့အချိန်ကစပြီးကျွန်တော်အငယ်ကိုသတိရနေသေးတာအခုလိုမျိုးဆုံးပါသွားတဲ့ဒီဖြစ်လိမ့်မယ်လို့တွေးတော့မတွေးမိဘူး ဟုတ်ပါ ဖေကတော့ဆုံးသွားတာကြားပါပြီဟိုဒါနဲ့လေဒီကငါမောင်ကဖေနဲ့ဟိုဘာကိစ္စရှိလို့လဲရှင် အော်အငယ်နဲ့ကျွန်တော်နဲ့ကဟိုအမြဲတမ်းဆက်သွယ်မှုရှိပါတယ် ဟုတ်ကဲ့ အငယ်ကလေသူ့ရဲ့ကိုအများကြီးတိုးတက်ကောင်းစားစေချင်တာဗျာသူစိတ်ရင်းမှာတကယ်ကိုလေးစားဖို့ကောင်းတဲ့ပုံကိုယ်ကြီးပါ ဟုတ်ကဲ့ ဟိုကျွန်တော်ကယူရီးယားမှာနေတာပါဗျာ ဟိုယူရီးယားနိုင်ငံကိုပြောတာလား ဟုတ်တယ်ထိုင်းနိုင်ငံလို့ခေါ်ပါတယ် အော် အငယ်ကအမြဲတမ်းကျွန်တော်ဆိုရင်လှမ်းပြီးတော့ကြံတောင်းပါတယ်သူ့ရဲ့မှာဖွံ့ဖြိုးတိုးတက်ဖို့ဘာလို့လုပ်ရမလဲဆို ဟုတ်ကဲ့ ကျွန်တော်လည်းအဲ့ဒါနဲ့ကျွန်တော်အထီးကိုခေါ်ပြီးအငယ်နဲ့လုပ်ငန်းကိုင်ငန်းလေးတွေဆွေးနွေးဖို့အထီးကိုခေါ်လာကြမှာအငယ်ကမရှိတော့ဘူးဆိုဒီလိုစိတ်မကောင်းဖြစ်ရပါတယ် ဟုတ်ပါတယ်ရှင်ဟိုဖေကလည်းလေကျမဘာမှလည်းမမှားသွားဘူး အော်ဒါကျွန်တော်ရဲ့ဟိုယူရီးယားတထီးပါ ဩ
สอขาสอขาขา คุณน้องพักกระบอกเปล่าปะ โอ้มาจ่าย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  ဘာလဲ သူနဲ့လှုပ်တူတူတွဲလို့မဲ့ပုံကိုအခုလိုဆုံးမသွားသူရန်ဝန်းနေပါလေ အဲ့လိုလားဟုတ်တာပေါ့လေလူမျိုးချင်းတာမတူတာလူသားတွေပဲဟိုသူလည်းစိတ်မကောင်းဖြစ်ရှာမှာပေါ့ဒါနဲ့မောင်ရင်ဒီမောင်ကဒီကဂွန်ပြူတို့အဖေနဲ့မောင်ရင်တွေကခုဒီရွာကိုတိုးတက်ဖို့ဆိုတော့ဘာတွေများတိုင်ပင်ထားကြလို့တော့ အဲ့ကနေကျွန်တော်လည်းတိုင်ပင်ထားတာ ဟွန်း ဒီရွာမှာကျွန်တော်တို့ဂျင်းဆက်ရုံထောင်မယ် ဂျင်းဆက်ရော ဟုတ်ပါတယ်ဗျကျွန်တော်ယူရီးယားဂျင်းတွေကိုဗမာပြည်ကိုထည့်မယ်ပါ ရင်းထည့်မယ် ဟိုကလေမဟုတ်ဂျင်းထည့်မယ်ဆိုတာဟိုကကျွန်တော်ဝေစားဝဲတဲ့ဂျင်း အော်ဟိုဂျင်းကြီးတို့ဂျင်းပေါင်းပြီးတို့ဂျင်းစကတ်တို့အဲ့ဒါ အဲ့ဆက်ရုံကိုဒီရွာမှာထူထောင်မယ်ပြီးတော့ဒီကရွာသူရွာသားတွေလည်းအလုပ်ကိုင်ခွင့်လန်းနေရအောင် ကောင်းလိုက်တာကွယ်ကောင်းတာဗောဒီမှာသာအဲ့လိုစက်ယုံမျိုးထောင်မယ်ဆိုလို့ကတော့ရွာမှာအလုံးလဲမဲ့ကလေးလေးတွေအကုန်လုံးအလုံးကင်ဖြည့်ကြသွားကြမှာဗော ဟုတ်တာ နော် ပေါ့ အေးဒါကတော့မင်းရင်ကတုံးရေထွင်းနေကြဆိုတဲ့ကိစ္စမျိုး မှန်တာပေါ့ ဆင်းပြေတယ်ဆင်းပြေတယ်ဟောမောင်ရင်ဖောင်စင်းရင်ငတ်တဲ့အဖြစ်မျိုးတော့မဖြစ်တော့ပါဘူးနော် ဟာမจ่ายမจ่ายမจ่าย အိုးဒီကအုတ်ကြီးပြောတဲ့စကားကိုအဲ့ဒီကရိုးရတထေးရနားလေတယ်လား คุณน้องစိတ်ပပေါက်ခတ်ဟိုမဟုတ်ပါဘူးများသူဟိုမချိုင်းဆိုတာလေဟိုဒီအုတ်ချုပ်မှုရဲ့ဟိုအမူအရာကိုကြည့်ပြီးတော့သူ့လုပ်ငန်းအတွက်အခက်အခဲဖြစ်မှာစိုးရင်လေတဲ့မကူညီမှာစိုးရင်လေတဲ့အဲ့ဒါပြောတာ ဩအဲ့လိုလားဟုတ်တာဗောဟုတ်တာဗောမလီဘာမှကန့်ကွက်စရာမရှိဘူးလို့နော်ပြောပြလိုက်စမ်းပါကွာတို့ရွာတိုးတက်ဖို့ပဲလိုအပ်ရင်အကူညီပေးမယ်လို့ပြောပြလိုက်စမ်းပါ ဝမ်းသာပါတယ်များคุณน้องဘာလို့ရပြီခတ် မจ่ายမจ่าย သူဝမ်းသာပါလေ ။အိုးအဲ့လိုလားခုနဝမ်းထဲတော့လေသူမချိုင်း အေးနော် ဝမ်းသာတော့လေမချိုင်း မချိုင်း အဲ့လိုပဲအေးဟုတ်ပြီဟုတ်ပြီတို့ရွာနဲ့ပတ်သက်ပြီးတော့လေအဲ့လိုမျိုးဖြစ်လာတဲ့အတွက်ငါလည်းဝမ်းသာပါတယ်လို့ဖိတ်ခေါ်ပါတယ်လို့ပြောပြစမ်းပါကွာမချိုင်းမချိုင်း မจ่ายမจ่ายမจ่าย ဒီရွာမှာဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်တို့အားလုံးစီစဉ်ထားတယ်အဲ့တော့ဒီရွာလူတွေအလုပ်ကိုင်နေရမယ်ဗျာနော်ဒီရွာမှာနိုင်ငံတကာအစ်စ်မီစိတ်ဝင်တည်လို့ဖြစ်လာအဲ့အတွက်ကြောင့်ခင်ဗျားတို့ရွာလည်းဂုံတက်တယ်တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်လည်းအထောက်အကူပြုတယ်ဟုတ်တယ်မှန်လား ဟိုဒါဆိုရင်ခမရကျုပ်တို့ရွာမှာဂျင်းဆက်ယုံကြီးအကြီးထောင်ပေးမှာပေါ့ဟုတ်လား ဟုတ်တာပေါ့ခင်ဗျာဟုတ်တာပေါ့ အဲ့ဒါဆိုရင်ကျွန်တော်တို့ရွာသားတွေအကုန်လုံးကဂျင်းဆက်ယုံကြီးရဲ့ဂျင်းလောက်သားတွေဖြစ်ကုန်မှာပေါ့နော် တရွာလုံးဂျင်းသူဂျင်းသားကြီးဖြစ်ပြီ ဟုတ်နေပါဦးမြဟိုအဲ့စက်ဥမှာလို့တာတော့ဟုတ်ပါပြီဒါပေမဲ့ကျွန်တော်တို့ကရိုးတရားစကားမပြောတတ်တော့လို့အဆင်ပြေပါမလားဗျာအဲ့စက်ဥ ဩယူရီးယားစကားကတော့ဟိုပေါ့ကျွမ်းကျင်ရင်ပြောတတ်စရာမလိုပါဘူးလုံရင်းကိုင်းနဲ့ထမင်းသားကြီးသားတို့နားလဲသွားမှာပေါ့ပြီးတော့ဟိုဟာကျန်တာလည်းကိစ္စမရှိပါဘူးကျွန်တော်တတိတယောက်လုံးရှိတာပဲသူသင်ပေးလိမ့်မယ်ပေါ့ မจ่ายမจ่าย ဒီရွာရောက်တဲ့ကဒီမချိုင်းဆိုတလုံးနဲ့ပြောနေအဲ့ဒါကျွန်တော်တို့ဘယ်လိုတင်မလဲဗျာ ဩယူရီးယားလူမျိုးကဆိုမှပဲမချိုင်းတစ်လုံးနဲ့တော့ပဲဟုတ်မလဲကျန်တာကြီးလည်းတက်တာပေါ့ ယူရီးယားစကားတက်တာဗျာဒီရွာရောက်တဲ့မချိုင်းဒီတလုံးနဲ့ပြောနေတာဗျာဘယ်လိုလုပ်တက်မှာလို့ ဩအဲ့ဒါတော့ကျွန်တော်ချင်းနားလေအောင်အတူကောက်ပြောကြတာလေကျန်တဲ့စကားကြီးတော့အများကြီးတက်တာပေါ့ အဲ့ဆိုဗျာယူရီးယားလို့ထမင်းစားပြီးပြီလားအဲ့ဘယ်လိုပြောလဲ ခုနော်မမစားကပ် อ๋อไม่หรอ ထမင်းစားပြီးသွားပြီလားအမလား ဟုတ်တယ်ဟုတ်တယ် သမင်းစားပြီးပြီလားကိုရိုးရလို့အမလားမလားအမလားအဲ့ဒါဆိုရင်ဟိုကျွန်တော်သမင်းစားပြီးတော့ဗျာထေးအဲကျွန်တော်ထေးတောက်တာဘူးလို့ပြောတယ် ခုနော် ฮะ မမစားကလူကလူကပ် อ๋อไม่หรอพังคา သမင်းစားပြီးလို့ထေးတောက်တာကိုမလားဖာခါဟဲ့ကတော့တက်ပါပြီသမင်းစားတာကိုမလားထေးတောက်တာကိုဖာခါဟေ့အောင်ဒါဆိုရင်မင်းသမင်းစားပြီးလို့ထေးတောက်ရင်ဘယ်လိုပြောမလဲမလားဖာခါအဲ့ဒါကိုပြောပါခါလာမပြောနဲ့ဖာခါဖာခါမတွေ့အခွင့်နော် မပြောတော့ဘူးနော် ဟာတဲ့ကမလဲพังคาလဲတုံညံနေတာပဲဘာဖြစ်နေတာလို့ ဘာကိုလဲ ဟာဟောက်စားလုံးရမယ်ခွင်လေ ဘာဟောစားလို့ ဟာမင်းပါကောင်လဲဆိုတော့ပြရတော့မှာလေမတွေ့လားအေးအဲ့ငါတို့ရွာရဲ့လူမိုက် ဒီမှာငါပြောတဲ့စိတ်ကြီးလို့ကန်းနေရလေ อ๋อတရေတောက်နေတယ်လောက်ပါဗျာ အဲ့ဒါပဲတရေတော့ကန်ဆို ဟုတ်ပါပြီ မင်းအိတ်ဘဲကိုဖျဲနိုင်ပြီဆိုရင်တွေ့အောင်လုံးကမင်းဝိုင်းပြီး respect ပေးပြီ ဟာငါတို့ဖြစ်ရမယ်မဟုတ်တော့ကွာမင်းကလေ
ဟိုကတကယ်လူမိုက်ကြီးလေငါလူမိုက်တူလေသူ့ကိုတော့ဖြဲငါပြေးအောင်မှာဗော ပြဲပါဦးကွာမင်းဟောက်စားလုပ်တယ်ဆိုတော့အဲ့လိုအတီပေါင်းနဲ့ဖျဲရတာ မင်းတို့လက်တီကိုပိုက်ထား ဟိုပတ်ချောင်းလေတီးလို့အကြောင်း ဗဇက်ကိုပိတ်ထား ပိတ်ထားပါတယ်ပိတ်ထားပါတယ် အဲ့ဒါဝါအောင်မျိုးစုပ်တောက် အော်ဒီမှာဗျာလက်ကြီးပိုက်ပြီးတော့ပါဇက်ပိတ်ထားတယ်ဘယ်လိုလုပ်ထင်ရင်တောက်လို့ရမှာတော့လို့ စကားမပြောနဲ့ဒီကောင်ကငါပါကောင်လဲဆိုတာမင်းတို့သိရနော် သိပါတယ် စကားမပြောနဲ့ပါပိတ်လိုက် မဟုတ်သေးပါဘူးကွာမင်းမတခြားအကြံဉာဏ်လေးပါလေမရှိတော့ဘူးလား မင်းကအခုမှရွာကိုစရောက်တာလေမင်းတို့ဖျဲနိုင်ပြီဆိုရင်တရားလုံးနဲ့မြင်းငိမ့်မယ် မဟုတ်သေးဘူးနော်ဟဲ့အဲ့မြက်သူ့မငိမ့်ဘူးငါငိမ့်သွားပါနော်အဲ့ဒါလည်းလည်းမထဲတော့ဘူး ဝါမင်းကဲရောက်လာခိုင်းလားမျက်လုံးနဲ့တွေ့တာမြင်လာတာအကုန်ရိုက်ပြီနော် ငါဒိုင်းနဲ့အကုန်ရက် အေးရိုက်လောဆယ်မင်းအဲ့အင်ကြီးချွတ် ဘာလို့လဲ ဟာဒါတွေနဲ့မကူဖျဲတာဗောမင်းကလည်း ဟိုမှာလည်းလုပ် ချွတ်လိုက်စမ်းကွာကဲပြီချွတ် မင်းကလေ ဟောရကြားတယ် ငါတို့သေတော့မင်းနဲ့တူတယ်နော် ဟေးတော့လည်းမဒါနေရိုင်းပါမင်း နေဦးနော်ချွတ်လက်စားနဲ့တော့မထူးတခါလေလေပြေးလို့ရင်လည်းပြေးလို့လွယ်အောင်လို့ ground လေးပဲကြိုက်ထားလိုက်မယ်လူလူပပပေါ့ကွာမင်းလောက်ရော ဟုတ်ပါမလားကွာ ရောအဲ့လိုမျက်လုံးနဲ့တွေ့တာမြင်တာအကုန်ရိုက်နော် အေးပါကွာအေးပါငါသိပါတယ် ငါ1 2 3ခွန်ပြေးရိုက်နော် ဖြစ်ပါမလားကွာဟဲ့ တေနေတော့ဟာရေးတယ်အောင်ဒီ ဒီပါကွာ ဟာဟေ့ဟိုမှာငါတို့ကြည့်နေပြီဟဲ့လာနေပြီရောက်အချိန်တမကောင်းချိန်ရောက်ချိန်နေကြမှာတော့မဘူးပါဘူးကွာရောဘဲဦးဟင်းညောင်စလုံးစားကြ အမေရတယ်အဲ့ဒါကြီးရဟာကိုအသားရင်းလေးပါရင်းနဲ့ကျွေးပါလား အေးဧည့်သည်ရှိလို့ဘဲဦးဟင်းချက်ကျွေးတာမင်းကြောက်တဲ့ဆိုရင်လေကောက်ရိုးနဲ့မြင်းနဲ့ကိုကြော်ကျွေးမှာ ဟိုရုံးနဲ့မျက်နဲ့ရောသားတာနွားမမဟုတ်တာအမေရတယ် ဟဲ့နွားမှခိုင်းလို့ရသေးတယ်ငါ့မှာတော့လေသားတယောက်မွေးထားပြီးဘာများခိုင်းလို့ရလို့လဲဟဲ့ဘယ်လိုများသုံးဆောက်လို့ရလို့လဲ အဲ့တော့ဒီကောင်ကအဲ့လောက်တော့စိုးလို့လား စိုးတယ်ငါတို့ရေစိုးတယ်အတော်ကသူပြန်လာမှစိုးလို့ဆိုပြီးဖယားမှာခဏရေရချေနေရတာ तू မရှိတော့ဆိုရင်လေအတော့ကျမ်းပါရဲ့တောင်းတောင်းမြည်အခု तू ပြန်လာမှအတော်နေမကောင်းတာပဲကြည့်ရော ဟုတ်ကဲ့ မင်းရလေဗျာတားဆိုပြောမယ်ဆိုတာကြီးပဲတားဆရာဆုံးမလို့တားခုလိမ့်မနေပါပြီ ဟုတ်ပါတယ်တော့ရဲ့ဟိုကျွန်တော်လည်းဒီကောင်ဆုံးမထားပါတယ်လိမ့်မနေဖို့ရွာထဲလူနဲ့ရဲမဖြစ်ဖို့တဲ့တေးချာကိုပြောထားတယ်အဲ့ကြားထဲမှာဒီကောင်စိုးကြည့်ပါလားဒီမှာနေရင်တော့ထားအုပ်လိုက်အောင်ပဲ အေးကွန်ခတ်တူရဲ့သူ့လေလေကြောက်ရတဲ့သူရှိမှာ ဟုတ်ကဲ့တော့ဟုတ်ကဲ့ ဆာထဲစားနော် ဟုတ်ကဲ့ ပထမစခန်းမှာတော့ရိတ်ခါအပြည့်စုံတယ်မပူမင်းနေရတယ် အဲ့ဒါတော့အမှန်ပဲဆရာ မင်းလုံးလုံးထွက်ပြေးခဲ့ရတာ ဘာဆိုင်လို့လဲဆရာလဲဗျာ ဘာဆိုင်ရမှာလဲမင်း Facebook မှာ like တင်လိုက်တာလေအခုငါတို့ခွဲပြေးရပြီ ဆရာလဲဗျာကျုပ်တစ်ခါလေးမှားဘူးတော့ပြောလို့မဆုံးနိုင်တော့ကျုပ်ထပ်မတင်တော့ဘူးလေဗျာ မင်းအခုတော့နောင်တရပြီပေါ့ဟုတ်လားဟမ် ဒီမှာဆရာကျုပ်ဆိုတဲ့ကောင်ကကိုလှုပ်ပြီးသားအလုပ်တစ်ခုပေါ့ဘယ်တော့မှနှောင်တမရဘူးဗျာ အတောင်မှငါတပည့်ကွာ အခုဖုန်းဘက်ထရီမရှိလို့ပါဆရာရဲ့ ငါလုံးနေတော့ ပလိုက်တော့ နဲ့ချိန်တော့လား ရောင်သားလို့ဆရာရောင်သားလို့ ဘာရောက်လာလဲ ရောင်သားလို့ မင်းငါ့ကိုနောက်တစ်ခါဘယ်တော့မှတန်းနဲ့မချိန်နဲ့ ဟုတ်ကဲ့ မင်းငါကြောင်သိတယ်နော် သိတယ်ဆရာရောင်သားလို့ပါဆရာကတော့လောက်ပါအားစီရယ်ဗိုက်စာနေပြီဗျာ နေကြစမ်းမအောင်ကွာအေးနောက်ထပ်ငါတို့9မိုင်လောက်သွားလို့ရှိရင်ငါတို့ရွာတရွာကိုတွေ့လိမ့်မယ် ဆရာရဲ့ဒီတော့ဗိုက်စာနေဘလို့ကြောက်နိုင်မှာလဲ9မိုင်ယူလို့လေ ငါလည်းဗိုက်စာတာပဲကွာအဲ့ဒီရွာရောက်ရင်ငါမင်းတို့ကိုစားဖို့တောက်ဖို့အတွက်ထမင်းညံဟင်းညံတောင်းကျွေးပါမယ်ကွာ လုတ်တဲ့လုတ်ကလူမောင်ကိုဂိုင်းကောင်းဆောင်နော်သမင်းညဟင်းညတောင်းကြည့်မယ်လားတသက်သိခါကြားတယ်တသက်သိခါကြားတယ် မစပိတ်တာမင်းမစပိတ်တာအဓိကမင်းတို့ဘိုက်ပြစ်ဖို့ပဲမဟုတ်လား အမှန်ပဲဆရာ အေးအမှန်မဆိုမင်းမစပိတ်တာဟုတ်အေးငါတို့ရွာထဲရောက်တာနဲ့ဒီတနက်တွေကိုမမြင်စေနဲ့တနက်တွေခုဖွက်တာ ဟုတ်ဆရာသိခါ ဟောငါလောက်တယ်ကိုယ်တနက်ကိုသိမ်းပါလားအားစားနေရတယ်ဗျ
ငါဘဲလေးပြောက်သွားလို့ပါကွာ လူကြီးကလည်းဘဲပြောက်တယ်နဲ့ကျုံနာမှာလာရှားလာလားဗျာ ဩမင်းနာငါလာကြတာမဟုတ်ပါဘူးကွာဒီလိုပဲဟိုရှာတီရှာင်းနဲ့မင်းနာရောက်လာတာဗောကွာမင်းကတမျိုးကွာဒီမှာဘဲပြောက်ပါတယ်ဆိုမှ ဒီဘဲကိုလည်းကျုပ်တော့မခိုးပါဘူးဗျာ ဩမင်းအဲ့ဆိုတခြားဘဲလေးဆိုတော့မင်းခိုးမှာဗောအဲ့လိုလား မဟုတ်ပါဘူးဗျာ ဆရာတပည့်နဲ့အိမ်မှာနေရပြင်းလို့အိုက်လို့ဒီမှာအေးစစ်လာနှက် ဟုတ်တယ် အေးပါနာကြောတွေ့ရင်ငါအကြောင်းကြားသမောကွာ အိမ်လာပို့ပေးမယ် အေး နော် ဟုတ်ဝါဘယ်ခွေးလောင်းသားတွေခိုးသွားတယ်မသိပါဘူးကွာသိကြပါပြီပြောက်တော့ပါပြီ ဟိုဒီတော့ဝါကြောက်ဒီမှာမင်းရဲ့အမှုတွေနော်ကြောက် ပြောက်ညနေကျရင်တော့ဘဲသားရေးစားရတော့မယ်ငါမျိုးချက်ကျွေးကြမယ် အေးဟာစားရည်စိတ်လည်းမရှိတော့ပါဘူးကွာဘဲသားစားရမှာနဲ့အဲ့ကိစ္စကြောင့်အမှုတွေရှင်းရမှာပိုများနေတယ် မင်းကလည်းကွာငါရွာထဲမှာခိုးနေကြဘာကိစ္စမရှိပါဘူးမင်းပြုတ်ငါ့အထဲမှာလည်းကောင်းကောင်းစားခဲ့ရမှာမဟုတ်တာစားသေးခြင်းလို့ကျွေးတာနော်မင်းကလည်းလာသေးတယ် ကျွန်တော်ကပြောရတာအကောင်နဲ့ကြည့်အသားများမှာဟောသလား ပိုင်ပါရှ ရ င်း င်းနေကြမှာအကောင်ကြိတ်မယ်ကြိတ်ပဲကောင် ညနေကျရင်ဆွဲပြီဟီဟီ အဲ့တော့ဘယ်ရဆိုဟမ်မိုက်တော့ကွာချင်းမတဲ့ကိုထားနေရပဲနေလိုက်တော့ကွာပြောမချက်လိုက်တော့ကွာရော ငါလည်းရွာမှာတခါမှမမြင်ဘူးဟိုဘက်ရွာနဲ့တူတယ် ဖေရောဖြစ်ပြီကွာရောစုံစမ်းမိစမ်းပါမကြိုက်လို့ မင်းကမင်းအခုမှရွာကိုစရောက်လာတာရှိတယ်ပြဿနာမချချင်သားမှလည်းကွာ ဟာရောမင်းလည်းကွာငါစိတ်ဝင်စားလို့ပါစုံစမ်းမေးမလားမစုံစမ်းဘူးလားမစုံစမ်းမေးလို့ကတော့နော်ဒီကိစ္စမင်းငါတိုင် ဟောမင်းအဲ့လိုမလုံးနဲ့လေကွာဟဲ့မင်းစားသေးခြင်းလို့လည်းကြွေးရသေးတယ်မင်းကလည်းကဲစုံစမ်းပေးမယ်ကွာ ကြည့်ဦးပါတကယ်ကြီးဟာ ဆရာကျွန်တော်ရောက်ပါ လို့လို့ရတယ် အဆင်ပြေလားအကြီး မဖားနဲ့မကြိုက်ဘူးတို့ ကောင်းစားလေဟဲ့လား ဟောမင်းပြောတဲ့အတိုင်းဟောက်သားလို့ရတာလေဟမ်မိုက်တော့မိုက်တာ ကောင်းတော့ကွာ ဟောနေသမောင်နော်မင်းကစုံစမ်းခိုင်းထားတယ်လေဟိုကြီးနေဆိုကြောင်းဘာထူလဲဟောပြောသမောင် ဟုတ်ကဲ့သူ့နာမည်ကထွေးငဲတဲ့ငါအထဲကိုရောက်တော့ရွာကိုပြောင်းလာတိတ်မကြသေးဘူးသူ့အကိုနဲ့နေတာအားရသူ့အကိုကတိုင်းเสียရတယ်နော် ဟမ်တိုင်းစီအေးအော်သူ့မောင်ကြောင်းအောင်မယ်ဆိုကောင်းပါမယ်တိုင်းစီကနေမှလာတိုးနေတယ်ကွာ အဲ့ကြောင့်ပြောကြောင်လာလဲကြည့်ကြကြောင်နော်တရွာလုံးကသူ့စီမှာတိုင်းတယ်နေတာပြီးတော့နှမတိဒုတ်ကြည့်ဆိုတဲ့လူမျိုး ဓာတ်ကြည့်မျိုးလား နမေကဝင်းတုတ်ဖိုးသိန်းနော်မင်းလောက်ကတော့ဓာမလို့ဝင်းတုတ်နဲ့တင်ပြီးတယ်ဟာ ဟေးကွာဒါနေရာမှာခုတ်တယ်ငါတခါတည်းတီရောအေးရောဟိုကဝင်းရင်တုံးနေဆိုလို့ရှိရင်ငါမချိမဆိုင်ခံမှာဟောဒုက္ခပဲကွာဒီကိစ္စကိုငါဘယ်လိုဆက်လုပ်အောင်မသိတော့ပါဘူးအော်ခဏအော်မဒီရွာမှာလေးခြံခွက်မြေခွက်ကြဲကြဲလေးငါရောင်းဖို့ရှိလားမသိဘူး အော်ကျမဒီရွာကိုပြောင်းလာတာမကြသေးဘူးရှင်ခြံခွက်တွေတော့ရောင်းဖို့ရှိမှာပါ အော်ခမရဒီရွာစုမဟုတ်ဘူးပဲဟို ဟုတ် ဘယ်ပြောင်းလာ ဘကိုးပါပါ ဘကိုးကဘယ်နေရလဲ ဘကိုးလက်ပြကန်ကလေ ဘကိုးလေးပြခံကကျွန်တော်လေးလေးပြခံရပဲလေဟိုဒေါ်တောင်းစိန်သားဂျင်မီလေးကျွန်တော် ဒေါ်တောင်းစေရဲ့တားနာမည်ချင်းပြီကျမမသိပါဘူး အော်ဘယ်သိမလဲလေဟိုဟာကျွန်တော်ကဟိုထိုင်းမှာနေတာတော်တော်ကြီးကြာသွားပြီဆိုတော့ အော်ရှက်ထိုင်းမှနေတာလား ဟုတ်တယ်ဒီရွာမှာကျွန်တော်ဟိုလုပ်ငန်းလေးလုပ်ချင်လို့ဒီရွာကိုလာတာလေဒါကျွန်တော်ထိုင်းကပါလာတဲ့ကျွန်တော်တထေသူ့နာမည်ကထုံထိုင်းပါတာပေါင်းတဲ့ ခါခါ အော်ခါ ခုနော်လက်ခပ် လက်ခါ 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 ဘိုးပဲဆောင်းနေရအကွက်လေးရလေတော်တော်လေးလက်ခပ်လက်ခပ် လက်ပခါ
ဖက်ခါတော့ခါ တင်းလာခါ तू ကဘာပြောသွားလဲ ဩသူကသူစက်ရုံလုပ်ငန်းအတွက်ဒီရွာထဲမှာမြေခွက်လေးပါလေတော့ကြည့်လိုက်အောင်မယ်တဲ့ထိုင်းလို့ပြော ဘာတွေပြောနေကြတာလဲ မိုက်ဩ तू ကဟိုညီမတို့ဟိုဘကိုးကပဲဆိုလို့အဲ့ဒါမိတ်ဆက်နေတာ ညညဘယ်လိုဘကိုးကငါမကမနေ့ကပြောတော့ထိုင်းကဆို အော်ဟုတ်ပါခင်ဗျဟိုကကျွန်တော်ကဘကိုးထိုင်းမှာ ဘယ်တော့ဘကိုးထိုင်းဘကိုးစားပဲကြောက်ဖို့ပါတယ်ဘယ်လိုပြုလို့ဘကိုးထိုင်း ဟိုဒီလိုပါခင်ဗျကျွန်တော်ဇာတိကဘကိုးပါခင်ဗျကျွန်တော်အရွယ်ရောက်လာတော့ထိုင်းနိုင်ငံကိုပြောင်းသွားတော့ထိုင်းဖြစ်သွားတယ်ခင်ဗျအဲ့ဒါဘကိုးထိုင်းခင်ဗျ အဲ့ဒါကြောင့်မလို့ဘကိုးထိုင်းလို့ပြောတာလား ဟုတ်ကဲ့ ပြီပါဟိုနေ့ကအဲ့ဒါမျိုးရှင်းရှင်းပြောရောပေါ့ထွင်းငယ် ဟာမင်းနာမည်ထွင်းငယ်လား အော်ဟုတ်ပါတယ်ဟိုထွင်းငယ်ပါရှင် အော် ထွင်းငယ်ဟိုနင့်ကိုခေါ်နေ မခေါ်ဘူးလေ ခေါ်တယ်ခေါ်ပါဦးခေါ်ပါတယ်လို့ဆိုနေပါလေကဲဒီပါသမီးထွင်းငယ်ဟိုနင့်ကိုခေါ်နေရဲသွားလိုက်တော့ ထွင်းငယ်မှာအခုရှိရယ် အော်ဟုတ်ကဲ့အကိုရှိပါတယ်ကိုကြီးကဘာဖြစ်လို့ခေါ်တာလဲ ဩအဲ့ဒါတော့ငါလည်းမသိဘူးတဲ့ကိုဖိုးသိန်းကထွင်းငယ်ကိုတွေ့လို့ရှိရင်တဲ့သူ့စီကိုလွတ်လိုက်ပါဆိုတော့ငါလွတ်တာကဲသွား ထွင်းငယ်ကိုနာမည်ကကိုဖိုးသိန်းရလား အော်ဟုတ်ပါတယ်ရှင်ကိုဖိုးသိမ့်ပါ အော်ကိုဖိုးသိန်း အဲ့ဒါဆိုကိုကြီးဘာရေးကြည့်လို့လဲမသိဘူးထွင်းငယ်သွားလိုက်အောင်မနော် သွားနည်းလေးသွားလိုက်သွားလိုက်အောင် ကောင်းပါပြီကောင်းပါပြီ ငါမ ကျေးဇူးတင်ပါတယ်ဗျာဘာလို့ဆိုကျွန်တော်ကသူ့အကြောင်းကိုမေးလို့အစပြူနေတာမကဖြေပြီးလဲတော့ကျွန်တော်မေးစရာမလိုတော့ကျေးဇူးများတင်ပါတယ် အချင်းချင်းနေပဲကွယ်ဟိုပြောပြရမှာပေါ့ ဟုတ်မသူ့ရင်ကဘယ်တော့မှ အော်တွေ့လားတွေ့ရင်လည်းအဲ့လိုတဲတဲသွားပြီးငါခွေးတိုင်းရောက်ပြီ ကျေးဇူးပါခင်ဗျ ရပါတယ်မောင်လေးရတယ်ဟဲ့ဟုတ်တယ်မင်းကပြောလိုက်ပြီဒီပစကားလည်းနော် ဒီမှာဒီလို ကိုကြီး တားရဲ့မဖြစ်တာတော့ဝင်ကြည့်တယ်လေ ဘာဖြစ်ရမှာလဲညီမလေးပြီးမခံနိုင်တော့လို့ဟိုလေးယောက်စလုံးပါးရီပဲစိတ်ရိုက်ခဲ့တယ် ဟုတ်တော့တရားကြီးအမလီနေလဲဟောတာဟဲ့ကိုရကိုရွာမဟုတ်လေဘာဖြစ်လို့ဆော်လဲမင်းကထိတ်မှပေါ့အခုဘယ်လိုရှင်းကြမလဲ ဘယ်လိုရှင်းရမှာလဲညီမလေးကိုထပ်ပြီးမနှောက်ရှက်ရအောင်ကိုရဟောက်စားသွားလို့လိုက် အိုးဟောက်စားတော့လဲဟိုတကလူကောက်စားလဲ၄ယောက်တယောက်ငါအသေးဆုံးနဲ့သေမှာပေါ့နင်ကအရှင်းလည်းမမြင်ချင်တော့ဘူးလား ကိုကြီးနောက်ဆုံးလို့တော့မရတော့ဘူးနော်ငါကိုနန်ချက်ကူဖိုးသိမ့်တင်နင်တို့မလွယ်ဘူးဆိုညီမလေးပြောခဲ့ အိုးရှာရှိလိုက်တဲ့မိတော့မရဲ့ဒါပဲဟာ ကိုကြီးသူတို့အလျှော့ပေးလိုက်ကိုကြီးကိုမလေးစားပဲနေမှာပေါ့ မလေးစားနဲ့နေပြီတော့ပါ ဟာကိုကြီးအဲ့လိုလုပ်လို့မရအောင်နော်ဒီရွာမှာကိုကြီးကိုတိုင်းဆရာကြီးလူမိုက်ကြီးဆိုပြီးအထင်ကြီးလေးစားနေကြတာကိုကြီးအဲ့လိုမလုပ်ကိုကြီးကိုငပေါ်ကြီးထင်သွားလိမ့်မယ် ငါဘယ်လိုလုပ်မှမလေး မိမကြီးစားနေစွာလိုက်တာ ဆော်ရမကူကြောက်လို့ အဲ့လောက်ကြီးကြောက်နေကြမလို့ကိုကြီးတို့ညီမလေးလာတဲ့စဉ်းစားထားပြီးသား စဉ်းစားထားတယ် ဒါကနွားနော်မင်းခိုးနေကြဘဲမဟုတ်ဘူးအကောင်အကြီးဖျောက်အောင်မလဲဘူးဖွက်အခတ်တယ် ဒီကောင်မှငါလုံနေကြပါကွာမင်းကလည်းမခိုးလို့မှမရတာတရေသားရော်ဖို့ရှိသေးရဲ့လေ မင်းရဲ့နဲ့မင်းဆက်ကတော့ဟုတ်နေတာပဲကတားမြလည်းလှုပ်ကွာငါအထဲမြပြန်ဝင်ရမလားမသိပါဘူး တိုင်းရွေရက်တိပက်ကလာမိုးရသည်နဲ့အခန်းတဲ့ရေခွေးရှင်းမောက်သားကောင်ရောက်ချင်းသေးကိုသားသမင်တော့ပို့တဲ့ကိစ္စမင်းတို့တိတ်လိုက်ပါလားကွာမင်းတို့ကွာရာဆဆကန်တော်ပိုးတဲ့ညမောက်မှာထိရတယ်လို့ကွာညမလေးငါနေကိုပေးထားတဲ့ခရီးကိုတီးကြည့်မင်းနဲ့ကိုကရီခရီးကိုမတီးနိုင်တော့အဲ့ဒီကောင်နဲ့ဒီကောင်နဲ့စော်ကားတာဂိတ်ဆုံးသွားပြီငါတီးမခံနိုင်တော့ဘူး ဟမ်ဟိုမှာထွေးနေတဲ့သူ့ကိုဘာဖြစ်နေလဲမ ဟာအေး ကိုကြီးအဲ့လိုမလုပ်ပါနဲ့ကိုကြီးရညီမလေးတောင်းပန်ပါညီမလေးအာကိုစီအားဆိုလို့ဒီကိုကြီးတယောက်တည်းရှိတာပါအရင်တစ်ခါတော့ကလည်းအကိုကြီးရဲ့ဒေါသကြောင့်လူနှစ်ယောက်တက်ခဲ့ပြီးပြီလေတိုက်စမ်းကိုကြီးညီမလေးကအကိုကြီးထောင်ချမှာဆိုလို့ပြောနေရတာပါကိုကြီးရနော်ကိုကြီး အတိတယ်အခုဒီကောင်နေကညမကိုစော်ကားတယ်အဲ့လိုငမိုက်သားတယ်ရောယူဝဆိုတဲ့ငရုံပေါ်ပေးရမှာပေါ့ အားဒီပါလာတယ် အကိုကြီးကျမရှင်တို့တောင်းပန်ပါတယ်ရှင်တို့လည်းကျမအကိုကြီးကိုတောင်းပန်ပြီးတော့ဒီနေရာနဲ့အများဆုံးထွက်သွားကြပါတော့နော် မင်းလေးယောက်တယောက်တော့မထိုင်ကြတော့နေတွေ့လားဟိုတရွာလုံးခိမိတုံကြောက်ရတာထင်တယ် ကျမအကိုကြီးကိုလေထောင်ထဲကိုထပ်ပြီးမတဲကြပါနဲ့နော်ကျမတောင်းပန်ပါတယ်ရှင်
ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ မင်းတို့ဒီပြန်တော့မှရပြန်ကြကွာငါသားမိလိုက်မယ်ဟုတ်ကဲ့ပါအုပ်ဆောင်ဖို့သိဟာအုပ်ဆောင်လဲကွာဘာဆောင်ဖို့သိ ဒါပေါ့ကွာတော့ရအောင်ကွာနော်မတောင်းဝင်ပါနဲ့ကွာဒါနဲ့ပါကွာ ကျွန်တော်တို့3ချိန်လောက်တော့ကြောခဲ့ပြလိမ့်ဗျာအေးကြောပြီမြန်ပြန်ကြကွာဟုတ်ကဲ့အခုဘယ်နှချိန်ရှိပြီလဲဘယ်နှချိန်ရှိမှမသိပါဘူးမကြောရသေးဘူးမကြောရသေးပါဘူးမြန်ကြောငါဒေါသတွေတားထွက်နေတော့တစ်ချိန်နှစ်ချိန်ဒီလိုအပ်ဒီလိုပါတော့မရှိပါဘူးခွာကြတော့ကွာ ဟေ့မထွေးငယ်တကယ်ကြွေးနေရတာ ဘလို့မေးတာလဲကွာဟဲဗီကိုကြွေတာရပြီ အေးငါမင်းတိတ်စိတ်မပါဘူးဆိုလို့ရှင်ခုတည်းကလက်ဆောင်လိုက်တော့လို့ပြောမလို့ပါကွာ ဘာဖြစ်လို့လဲ ဟာမင်းကခန်းစားအတုလေဟိုကသူ့ကိုတိုင်းစရာအေးမင်းကန်စားတာနေနေလို့ထိတ်တိုက်တွေ့လို့ရှိရင်အာရုံငါးပါးချုပ်ငိမ့်သွားမယ် မင်းကလည်းကွာတလန်အခုမှစားတယ်မမေ့မရှိနေမှမရှိရလာပြောနေကိုယ်ရောဘူးလားဆိုမင်းက ငါမင်းစဉ်းစားမယ်ဆိုလို့ရှိရင်ကြိုစဉ်းစားလို့ရအောင်ပြောရပါမင်းမနေစရာဒီနေရာလည်းရှိတယ်တော့ကြွားပါလစ်ပြေးနေအောင် အေးပါငါလည်းအဲ့ချက်ကိုတော့စဉ်းစားမိပါတယ်ငါဘာဆက်လို့အောင် ဟာပြောမြရဲ့အဆုံးမှာတော့ရှေ့ဆက်တိုးရုံပေါ့အေးဒါမင်းကန်စားစတိုင်တော့မပြောက်ဘူးလို့တယ်နော် မင်းကလည်းကွာတွင်းရုံငါချက်တာကန်စားပုံဖြစ်စရာလိုးလို့လား ဟာလိုးတာဗောကွာမင်းမိန်းကလေးတယောက်အထင်ကြီးပြီးပြန်ကြိုက်လာအောင်ကွာမင်းကန်စားဘာညာဟိတ်နေဟန်နဲ့ရှိရမယ်လေမင်းမထင်ကြီးစရာဘာရှိလဲ ထင်ကြီးစရာဟုတ်တော့ဟုတ်သားကွာဘာမှမရှိဘူးအဲ့လိုငါဘာလို့ရမှာ ဘာလုပ်ရမလဲဘာလုပ်ရမလဲဆိုတော့ ဒေချာလက်ကြည့်ထားအောင် ဟာဒီချာကြည့်ထားပါကွာကောင်မလေးဒီလန်းရလား ။အော်မင်းကကောင်မလေးကိုကြည့်ခိုင်းနေတာမဟုတ်ဘူး။သူ့ကိုကြည့်ခိုင်းနေတာ ဝါကြည့်နေပါမင်း ။ဟဲ့။ဒီကကြည့်တာနော် ဟာဒီချာကြည့်ပြီးနေတယ်မင်းဘာဖြစ်နေရလဲ ။ဘာဖြစ်ရမှာလဲ။ဟဲ့။သူ့ကိုတိုင်းစေနော်။သူ့လို့ငါတီမှာငါကြောက်လို့ပါကွာ သိပါတယ်ကွာမင်းကြည့်ပြီးနေပါတယ်တေချာဟဲ့ဘာလို့ဒူးတုံ ။အော်ရင်ခုန်လို့ကွာ ရေခုန်နာနဲ့ဒူးတုံဟောလား ။အော်ရင်ခုန်တာကောင်မလေးအတွက်ဒူးတုံနဲ့သူ့ကိုကြောက်လို့ရှင်းပြီလား။မင်းကိုရှင်းပြနေတာတက်လို့ကွာ။မင်းကလေ ဟာမင်းကလည်းဟဲ့ဒီဖာညာကြာရနေစမ်းပါကွာကောင်မလေးရှိမှာမင်းကန်စာဘာညာလူမိုက်လေဟာမင်းဟဲ့ဒီမှာမင်းကလေးတယောက်ကယောက်ျားလေးတယောက်အားကိုးချင်တော့မင်းကြာရနဲ့ဟိတ်ဟန်နဲ့နေပါကွာမင်းကလည်း မသိပါလေမင်းကလေ ဟာရလာပြီသူ့ကိုလာလိုက်ပြီလေလာမဟုတ်ဘူးခုလာတာဆရာရဲ့စိတ်ကိုထိမ့်ပါဆရာရဲ့ကျွန်တော်ကြားနေတယ်တောင်းပန်ပါတယ်ဆရာ ။ဟဲ့။မင်းကောင်မစွဲနေတော့ဟဲ့။မင်းကစိတ်ကိုသိရ သိပါတယ်ဆရာသိလို့လေဆရာကိုစိတ်ထိန်းခိုင်းနေတာစိတ်ချော့နည်းနည်းချော့ ဒါတော့ငါလုံးဝလက်မခံဘူး။ဟဲ့။ငါဒီရောဘယ်လောက်ချစ်တယ်။ဒီရောပေါ်မှာဘယ်လောက်တန်ရုံးစင်ကြီးတော့မင်းသိရနော် သိပါတယ်ဆရာရဲ့ ။ဟဲ့မင်းတော့မတား မလုပ်ပါနဲ့ဆရာရဲ့စိတ်ကိုထိမ့်ပါ မတားလို့ငါပြောနေ စိတ်ကိုထိမ့်ပါ မတောင်းဆုံးစိတ်လို့ပဲကွာအဲ့ကောင်တို့ပြောလိုက်နော်ဒီရွာထွင်းရဲဆိုတဲ့ကောင်ကလည်းဒီကောင်အချိုးသားနဲ့ပြီးစင်းလာပြောလိုက်ပါဗျာ ထွင်းရဲ့ဟောထွင်းရဲ့ဘာဖြစ်လို့လဲ ဘာဖြစ်ရမှာလဲဟိုဘက်ရွာကောင်တွေပေါ့ဒီရွာထွင်းရဲဆိုတဲ့ကောင်မလို့မတိန်ကျင်းမလို့တဲ့ မတိုင်းနဲ့အော်ကျမထွင်းရဲ့ပါရှင် အော်ထွင်းရဲဆိုတာမင်းလား ဟုတ်ပါတယ် အေးလေ အေးပေါ့လေအကိတ်ကြီးကို ဘာပြောတာ အဲ့ကောင်တွေကျင်းရုပ်တယ်ကျုံပါတယ်ဒါကိုပြောတာမခံနိုင်လို့ပါ အော် ဘယ်လိုလုပ်မလဲဒီကိစ္စကိုမြစ်ကိုတော့ပြောလိုက်ရအောင် အခုမပြောနဲ့ဦးခဏနဲ့အိုးရှင်ကဘာတူလဲ ကျွန်တော်ဆရာအောင်ထင်နဲ့ အော်ရှင်ကဘာတူလဲ သူကငတင်လေ ငထင်ဟုတ်တယ်လေ အော်မင်းကြီးငတင်ကိုနေရပဲသိမလဲနင်တို့ဒီရွာမပြောင်းခင်ကလေးကငတင်ကဒီရွာသား အော် ထောင်ကြလို့အခုမှထောင်အောင်ထွက်လာအဲ့ကြောင့်နင်တို့မသိကြတာ ထောင်ဝထွက်လာတာ ဟုတ်တယ် ဒါဆို तू ရော ကျုပ်ဆရာလည်းကျုပ်နဲ့တူတူထောင်ထဲကထွက်လာတာလေ ကျွန်တော်ထောင်းရတဲ့ယောက် ဟုတ်ကဲ့ဟိုဘာပဲဖြစ်ဖြစ်ပါဟိုကျမတို့အခုလို့စောင့်ရှောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော် အာရပါတယ်ရာကျုပ်ကထောင်းထွက်တယ်ရာဒီကောင်လေးအေးဆေးနေမယ်ဆိုရောလိုက်တာဒီလိုသတင်းရင်ကြောက်လေကျုပ်ကမခံနိုင်ဘူးဗျာဒီကောင်လေးနော်ကျုပ်လုံးပါ အော်မလုပ်ပါနဲ့ကျုပ်လုံးပါနော်ဟုတ်ကဲ့မလုပ်ပါနဲ့ဟိုရပါတယ်ကျေးဇူးတင်ပါတယ်ရှင်နော် ဟဲ့မ
မို့ကိုလာနေ တကယ် ဟိုလာโอ้လာပါဦးโอ้ကိုကြီးတယောက်ကလည်းဒုက္ခပဲ ဘာလို့ညောချုပ်ကြမှာညာလေးဟုတ်တယ်လေညာပဲဟာယူမဟုတ်လေငါညာဟိုဘက်သွားတယ်လေမင်းတို့ညာဘာလို့ဒီဘက်သွားဆက်ညာဟိုဘက်သွားကျွန်တော်ညာဒီဘက်သွားမှာပေါ့ဒီလိုမဟုတ်လေညာတော့ဟုတ်တယ်ညာလို့ညာလေးဒီမလေးညာဒီမညာအဲ့ညာဆိုဒီဘက်သွားမှာကျွန်တော်ညာဒီဘက်သွားလေဆရာရဲ့ဆရာနဲ့ကျွန်တော်ကမျက်နှာချင်းဆိုင်ဖြစ်တယ်ဆရာဟိုဘက်ကိုလှည့်လိုက်ညာအေးအဲ့ဒါဘယ်မှာနေတာဟုတ်ပြီဟုတ်ကဲ့ဒီနေ့တင်နေပြီးပြီဒါပဲဟာဘာမှလည်းမနေရသေးဘူးလေဟာဒီတစ်ခွက်ကိုမင်းတို့ရအောင်လုပ်လေဘယ်မှညာမှန်းတော့မသိတဲ့ကောင်တွေကသိတယ်လေသိလို့ဒီဘက်သွားလေချက်ပြင်းနဲ့မင်းတို့တို့ကဓားသွားယူဟုတ်လေဓားနဲ့ခေါ်ရင်ဘလို့ရှောင်ရလဲဆိုတော့တင်လေးမလို့လေ ရှင်ကျမကိုပြောစရာရှိလို့ဆို ဟုတ်တယ်ဟိုတနေ့ကကျွန်တော်ထွေးငယ်အကြောင်းနည်းနည်းလေးပဲသိလိုက်ရတယ်လေအခုအများကြီးသိတယ်လို့ထွေးငယ်ကလာမေးရ ဟိုရှင်ပြောစရာရှိရဆိုရင်တော့မြန်တော့ပြောနော်အကိုကြီးကလေဒဇင်ယောက်ျားလေးနဲ့စကားပြောတာလုံးဝမကြိုက်ဘူးအခုလို့ရှင်နဲ့စကားပြောနေတာသာတွေ့ရင်လေပြဿနာတက်မှာနော် ကိုဖိုးသိန်းကဘာလို့ဒဇင်ယောက်ျားလေးနဲ့စကားပြောမကြိုက်တာ ဟိုကျမလေးအဲ့လိုဒဇင်ယောက်ျားလေးနဲ့စကားပြောပြီးဆိုတာနဲ့ तू ကပြဿနာလိုက်ရှာတော့တာအဲ့လိုပြဿနာရှာလို့လေရှင်ရတဲ့အပေါင်းလည်းမနှဲတော့ဘူးအော်ဟိုကျမတို့ဇက်ထဲမှာတော့ဆိုရင်လေကျမပြဆက်မင်းသမီးဟိုတရုတ်ဆောင်လည်းအရန်ကောင်းတော့လေဟိုကျမကိုချင်းကတ်တဲ့လူတွေအများကြီးပဲဒါပေမဲ့အဲ့လိုချင်းကတ်တဲ့လူတိုင်းကိုလေအကိုကြီးကဓာတ်နဲ့လိုက်ခုတ်တာနော် ဟာလားအော်အဲ့လိုကြီးလား ဒါတွေမပြီးသေးဘူးနော်ကျမတို့ဒီရွာမှာလာနေတယ်ဆိုတာလာရှောင်တာ ဘာလို့လဲဆို ကျမကိုလိုက်ကြိုက်တဲ့ဇက်စီအားကိုလေအကူကြီးကနှစ်ရွက်ကိုဖြတ်ပြီးတော့အရက်နဲ့မြည်ပလိုက်တာ အော်နေရွက်ဖြတ်ရင်ရပြီလေဘာလို့ရက်နဲ့မြည်ရတော့အားစရာမဟုတ်တယ်ကော အဲ့ဒါကြောင့်ပြောတာပေါ့ ဟုတ် ဟဲ့လားအကူကြီးလာပြီအကူကြီး ဟာဒါပြီ အကူကြီးကဘာလုပ်ဖို့တော့ ကဲပေးဆိုပေးစမ်းမှာဟာချာရှိတာလုံးစရာရှိလို့ပေါ့ဟောဒါဟိုမှာလို့ဟမ်ည ခင်ဗျာ ပေးပါလားလို့ ဘာမလို့ ကပေးအိုက်ထားပြန် မပေးပါဘူး ဟောပေးပါဆို မပေးပါဘူးဆို ပေးစမ်းမှာ မပေးပါဘူး မပေးငါသားတို့တွက်ကတဲ့ကောင်ကဓားလေးတောင်းတော့မြန်ထွက်ပြေးရတယ် ဩကိုကြီးကိုရှိန်လို့နေမှာပါ ဟမ်ငါ့ကိုရှိန်လို့ကျုံတုံနဲ့မလာနေဘူးလာနေ အတွေ့ရဟဲ့ဟေးအတူကြီးရလိုက်ပြောမယ်နော်မင်းအတူကိုတရားကြည့်တာ ကြည်ထားဗျာ တရားကြည့်တာတော့ငါအသက်ခံရမှာ ဟောတရားကြည်ထားမှာမလားဟဲ့သူ့ကိုလာလို့ရှိရင်ငါမျိုးနွားလို့အချက်ပေးမယ်နော် ပြီးတရားလည်းကြည့်တော့နော်ဟဲ့တော့မလား ဟဲ့ ဩလာတာရှင် ဟိုလေဟွာဗျာဟာနွား လာပြီလားလာပြီလားမမ မင်းကြမကြစမ်းអော်ကြည့်တာ စမ်းအောင်ကြည့်တာဟောဒီရင်ညမှာစမ်းရလားကွာမင်းကလေဟိုမှာအချင်းကြီးကောင်းနေပြီ အဲ့ဆိုတော့ငါတကယ်လာရင်អော်ပါမယ်ကွာနော် တရားကြည့်တာနော်တရားလာရင်អော်လိုက်နော် ရှင်ဘာသားလောက်တာ အိုးရေသွားတော့တာဟိုမြောက်ပြောစရာတွေအများကြီးတွေဗျာအဲ့ဒါပြောရင်လည်းရင်ငတ်လာမှဆိုတခါတည်းကြိုးတော့တာ ဟောဘာပြောဖို့လဲ ခင်ဗျားကိုရမ်းချက်တယ်ဗျာ ဒါပဲလား ဒါပဲလေ ရှင်ပြောတော့ပြောစရာအများကြီးပဲဆို ဟိုပြောစရာတော့အများကြီးရှိတယ်ဟိုလူရင်းကတော့ဒါပဲ ရှင်ကလည်းရှင်နဲ့ကျမနဲ့တွေ့တာတခါပဲရှိသေးတာလေဟိုရှင်ကကျမကိုချစ်တယ်လို့ပြောတော့ကျမဘာပြန်ပြောရမှန်းတော့မသိတော့ပြီးတော့ရှင်ကလူမိုက်ကြီးဆို လူမိုက်လည်းသဲလုံးနဲ့ပါဗျာခင်ဗျားလည်းမျိုးချစ်ကြည့်လို့ရပါတယ်ခင်ဗျာ ရှင်ကလည်း နွား
မကောက်ဘူးနော်မကောက်ဘူးဒီစား ဒီကနေ့မောင်တို့ကိုဆရာတင်ကြားပို့ချမယ်တင်နန်းကဟာလက်ဝဲတင်နန်းဖြစ် ဟုတ်ကဲ့ လက်ဝဲဖိုးသိန်းဆိုတဲ့နာမည်ကိုဆရာဘယ်လိုရခဲ့ ဩလက်ဝိတ်ဖိုးသိန်းဖြစ်သွားပြန်ပြီနာမည်တနာမည်တော့ရေရာပေးလိုက်ပါဗျာအခုကလက်ဝိတ်ဖိုးသိန်းနဲ့ကျွန်တော်ပတ်ဝန်းကျင်မင်းတို့ဆရာဘာဖိုးသိန်းလဲလို့မေးကျွန်တော်တို့ဘာဖိုးသိန်းလို့ဖြေရမှာတော့ အော်မင်းကလည်းအစုံတော့ဖိုးသိန်းလို့ဖြေလိုက်ပါ အတော့တည်းဖြစ်သွားမဟုတ် ဘာတော့အတုံးဆုံးနေမှာမဟုတ်လုံးလုံးလားသဘောပေါက်လားအေးမင်းတို့ဆရာကိုနာမည်မေးလာခဲ့ဆွဲစုံရဖိုးသိန်းလို့ပြောတာရှင်းလားဟုတ်ကဲ့ဟာဖိုးသိန်းလေ ဆွဲလုံးရဖိုးသိန်း မင်းတို့အခုလိုပညာတွေအစုံသင်ပေးနေဆိုတာအလက်ကားအကြောင်းမဲ့မဟုတ်သဘောပေါက်မင်းတို့ရဲ့ရန်သူကလက်ဝဲသမားလားတိုင်ဝမ်တို့သမားလားနန်ချက်ကူသမားလား ထိမိတော့မှာပဲဗျာ ဘာသမားလားလူသိလား မသိပါဘူး အေးကဲအဲ့တော့မင်းတို့အခြေခံသဘောတွေကစလက်ဝဲအရေးကြီးဆုံးကတော့ခြေတော့ အော်လက်ဝိတ်ပါဒီမှာဗျာချက်တော့ဖြစ်မလားလို့ဘာကြီးဆိုသားမှာတော့လက်ကိုအားကိုပြီးလောက်ရမှာလေ အဲ့တော့အခြေခံသဘောတွေကလေအော်ပိုင်းတောက်မှာမလဲမှာရှင်းတယ်နော် ဟာဆရာကြီးရမ်းနေတယ်မဟုတ်လေစူးစမ်းလေးရမ်းနေတယ် ပြောတာအလှထားတာ ဟုတ်ကဲ့ လေထဲမှာဝဲနေအောင်ဘောပါနော်ဟုတ်ပြီထိုင်ဒီမှာအော်ပိုင်းတောက်အောင်ဒီလိုထိုင်ရမယ်ငါမထားနဲ့မပြောမချင်းမထားနဲ့ ဟုတ်ကဲ့ ထိုင်လားအဲ့ဒါနေနော်ဟုတ်ငါမလှုပ်နဲ့ဆိုရင်မလှုပ်နဲ့ကြားလားဟုတ်အထမင်းတော့စားလိုက်အောင် ဆရာတပင်းဆိုင်အကြာကြီးပဲလေဆရာရေ ရှာမရှင်းနဲ့အောက်ပိုင်းတောက်မှတီလာဆောင်တယ်မကြားဘူးလား ဥမတောက်မှတီလာဆောင် ဟဲ့ဒါတိုင်းနေတယ်တိုင်းစကားအောက်ပိုင်းတောက်မှ တီလာဆောင် အောက်ပိုင်းတောက်မှတီလာဆောင်အဲ့ဒါမလားဟာမင်းသူများလည်းလို့မင်းဘာလာလို့တာလဲ ဟိုခင်ဗျားစော့နေလားကြည်ရ ဟာစော်ကားလိုက်လားစော်နေရမဟုတ်ဘူးကကစားနေတာ ငါစော့နေတာတူပဲ မတူစော်နေဆိုတာကလေးစော်တာကစားတာလူကြီးတွေကစားတာအားကစားကြားဘူးတယ်မလားအားလို့ကစားတာမင်းအားလား မဟုတ် အားမကစားနဲ့ ဟုတ်ကဲ့မကစား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 ဟိုကျွန်တော်ပြော ဘာလာလို့တာလဲ ဟိုကျွန်တော်ပြောတဲ့တခုရှိလို့ ပြော ခင်ဗျားညီမ ဘာငါညမဘာဖြစ်လို့လဲ မဟုတ်လေကျွန်တော်စကားမဆုံးသေးဘူးလေ အဲ့လိုပြောလေငါညမဘာ ခင်ဗျားညီမရွာထိတ်မှာရွာကိုရောက်လာတဲ့အောင်ထင်ဆိုရဲကောင်နဲ့စကားပြောနေတယ်အဲ့ဒါတွေ့လို့လား အဲ့တော့တွေ့ပြလို့နင့်ငွေကြိုက်မှာဆိုလို့လားဟမ်အောင်တင် ဟုတ်တယ် အောင်တင်ဆိုဘယ်ကောင် အောင်နေဆိုတာဒီရွာသားလေဟိုငထင်းရဲ့ဆရာ ဟာရှောင်းနေတာပဲကွာငထင်းနေရောအောင်တင်နေရောဖះနေ ဒါရ ငထင်းဆိုတာဖဲကောင်လဲကွာ ဟိုဆရာဒီရောမြောက်ခင်ကဒီရောထောင်ကြသွားတဲ့ဇိုး ပါဇိုးလားပါဇိုးလေနှွဲ့ဇိုးလားသေချင်းဇိုးလားဟမ်ဖြီးမလိုက်မနော် ဟာဖြီးရမှာအခုမကြည့်အဲ့နှကောင်ကအကိုကိုပခုံးချင်းရှင်ဖို့ကြိုးစားနေပြီနော်ဒီရွာမှာအကိုရဲ့ဂုံသိက္ခာကြီးကြာသွားလိမ့်မယ်အကိုရဲ့ကိုယ်ကပြင်နေဆိုဒီကောင်လေးလည်းလည်းတောက်ဆဆမျိုးလေးနဲ့မဝင်ကြတယ်တခါလဲကင်လိုက် တာပါ ဒါပဲ တာပဲ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 ဘာပေါ့လားအဲ့အောင်နေထိုင်ထားတော့လုံးဝကီမပြတ်စင်တယ်ဘာပေါ့လား ဟုတ်ကဲ့ အေးခုနကတော့ပြောတယ်အောင်တင်နဲ့ငထင်ဟလားအဲ့တော့ဘာကောင်နေလဲဟမ်ဘာလို့ဟမ်ဘာလို့ကြည်စင်စင်ကြီးဟမ်ဘာလဲအဲ့နေမင်းဒီပါသားလားမင်းခါမေးလိုက်အဲ့အောင်တင်နဲ့ငထင်ဆိုဘာကောင်လဲဘာကောင်နေလဲ အောင်ထင်မဟုတ်ပါဘူးအောင်ထင်ပါ အောင်ထင်လားအေးအောင်ထင်မင်းဂူးမဆိုင်ကဘာကောင်နေလဲလို့ ထောင်ထွက်လေအောင်ထင်က ဘာလဲခမင်းခိုးမှုလားတက်ညမရင်းလားဟာ ဘဲရတာလူမိုက်ကြီးပဲအယောက်40ကိုရိုက်တက်ခဲ့တာအေးအဲ့ရိုက်တက်ခဲ့တယ်ဆိုတော့လူမိုက်တွေဆိုတာလေတကုံလုံးတက်တူးပြင်းနေဖိုက်တာဆိုတဲ့ကောင်တွေနော် ယူမဆိုင်အဲ့ကောင်တွေကိုပြောလိုက်နော်အရင်တော့ဟာအဲ့ဒီမောင်ရတယ်ကိစ္စမရှိအရင်တော့ကဒီရွာမှာလှုပ်ချင်တိုင်းလှုပ်လို့ရမယ်လို့အခုဒီရွာမှာဆွဲလုံးဖိုးသိန်းရောက်လာပြီလို့ပြောလိုက်တော့ပါလားအဲ့အောင်တင်တဲ့ငထင်ကိုပြောပြအောင်ပြောနော်ရှင်းရနော်ဒီလေနင်းနာမည်က ကျွန်တော်ငထင်ပါဟော ငထင်
ဖွင့်ငယ် ရှင်းကို နင်ကိုလူမိုက်ကောင်းဆောင်နဲ့ဘာလို့သတင်းနေငါကူလောကြားနေတယ်နော် ကိုကြီးရလေ မဟုတ်ဘူးလား ဟုတ်တယ် အေးအဲ့လိုကင်းရှင်းနေစမ်းဟာဟုတ်တယ်လေငါလုံးလိုက်သေးတော့မယ်နေ ဟုတ်တယ်လေကိုကြီးကဘာမှအားကိုရလို့လဲဟလားညီမလေးကိုလေဟိုဘက်ရွာကောင်များမတော်မတရားကျင့်မှုကြမ်းနေကြတာအဲ့တော့ကိုအောင်တရားကာကွယ်ပေးနေတာ မလီနင်သေးတော့မှဆိုလို့လား ဟာ ဟုတ်လေအဲ့လိုအကျင့်ခံမယ်ဆိုတဲ့အကြောင်းကြားတာငါ့ကိုဘာလို့လာမပြောလဲနင်သေးတော့မှဆိုလို့လားလို့ပြောလိုက်အကိုတလုံးရှိတယ်နင်နားလေလား အော်ကိုကြီးကဘာမှတကယ်တက်လို့လဲတရွာလုံးဟောက်စားလုံနေတာလေ အဲ့လိုဟောက်စားလုံနေတာနင့်တို့လုံနေတာလေနားမလဲဘူးလား ညီမလေးကလည်းကိုဘဝအတွက်လုံခြုံမှုအားကိုတဲ့နဲ့လူအားကိုရမှာပဲလေကိုကြီး ဟာလေ ကိုအောင်တင်ကလေလူမိုက်ဆိုရင်မဲ့သဘောကောင်းပါလေကိုကြီးရဲ့ဟိုမိတ်ဆက်ပေးမယ်လေ ပြီးရောပတ်စံနဲ့ ရှင်ဘာလာလောက်တာလဲကျမကိုလာရင်ရှင်မလွယ်ဘူးနော် ။အော်ဗျာဘာမှတော့မပြောရသေးဘူး။နှင်ထုတ်နေတယ်စကားပြောဖို့လာတာ ပြောစားရှယ်ဆိုလဲမြန်ပြောဘာပြောဖို့လဲ ။ညံပါလေစကားနှလုံးနဲ့ပဲ။ကိုထွင်းငယ်ကိုချစ်တယ် မင်းလိုကောင်ဟာထွေးငယ်ကိုချစ်တယ်ဗျာဟုတ်လားဘယ်သူတူပါဘူးဟာတူလို့ခရုခေါ်ရင်အိုင်ပြည့်ရုံရှိမှာထိုင်နေအကောင်သာထသွားမှကျိုးမှန်းသိဆိုမကြိုးကျင်ထိုင်နေမရကြောင်းဆိုတာကြရှိမှုပေါ့ကြောင်းလက်သေးဝက်လောက်လေးနဲ့ကြားမုတ်ဆိုစိတ်မခေါ်ခြင်းမှနဲ့ငါရလေးပြစ်တဲ့ရုံနဲ့မုတ်ဆိုးမဖြစ်ဘူးမင်းကမုတ်ဆိုးလည်းမဟုတ်ဘူးလူမိုက်လည်းမဟုတ်မင်းမဒီတက်တူးတွေရှိနေလို့လူရှိန်နေတာတခုပဲအဲ့တက်တူးတွေမရှိတော့ရင်မင်းကမသူမှကြောက်မှာမင်းတက်တူးငါကြက်မယ်ကွာရောအဲ့လိုမယုံပါဘူးယုံမှလည်းပေါ့ရောဘလုံးတော့ပြောနေကြက်မှာကွာလုံးလိုက်ပါရောအဲ့လိုမယုံပါဘူးယုံမှလည်းပေါ့ရောဘလုံးတော့ပြောနေကြက်မှာကွာလုံးလိုက်ပါကြက်ပြီကွာဒီကောင်ဝဲဒီကောင်ဘာလုပ်လဲဟဲ့နင်ဘာလုပ်လဲကွာဘာလုပ်လဲကွာဘယ်သူပြက်ဝါဘာတတူးလဲနမလေးနဖူးအတုံးမဘူးဘာလို့ကွာအော်ဒီဘာလုပ်လဲကွာsorry ကျွန်တော်အိမ်ပြန်အော်အိမ်မမလို့ကွာနဖူးတဆွဲလဲဆော့ကန်ကွာအလုပ်ကားလို့ကွာအကောင်းလို့မအေးရမရောဘူးကွာမင်းကိုဟုတ်ပြီအောင်ထင်ဟာ你把漏了，我讲嘛鬼？我嘟噜说什么？把路都标了，都嘛是前面姐姐呗。哦，啊，没有对，你看呗，路了标了，哇，这真正还少了，标嘛鬼？哦，啊嘞，ဒီနေ့ပုတ်ဆောင်နေ 哎，不说难了哩，对嘛难了，怎么办了？标的特的，
哦，你够没背我的？那原来爸我操那没。ပြန်ကွာ ပြန်မယ်နေဦးဘလို့ဖြစ်နေရလဲလူကပြန်ခြင်းလေစိတ်ကမပြန်နိုင်သေးဘူးဗျာကျွန်တော်ဒီကောင်တန်းနေဖြစ်ရမယ်ဒီရှိ အတန်ရုံစင်း ချွေးငယ်လေဟမ်ချွေးငယ်ဆိုရဲစုံကျွန်တော်ခိုက်နေ အာတနာယူပြန်မေးကွာဖာခတီးမနော်ဘုကမငယ်နုဘာပဲကြိုက်လေ အဲ့ဒါကြောင့်ဗောအဲ့ဒါကြောင့်ခံပြင်းနေတာအတင်းအားမှသိမ့်ပဲပြန်ရင်လေသူ့ကိုဓာတ်ဖိုးသိမ်းရရှိပြီဟမ်ဒီကြားထဲမှာဟိုလူမိုက်ကောင်းဆောင်အောင်ထင်းဒီတော့ဂျားရဲ့ဝင်ဝင်နှောက်နေတယ်ချွေးငယ်ကလည်းအောင်ထင်းကြရင်မင်းနဲ့သားကြီးပေးလုံးအကြည့်ရဗျာအဲ့တော့မကျေနဲ့တာဓာတ်ဖိုးသိမ်းနဲ့အောင်ထင်းကိုကျွန်တော်ကပထုတ်ချင်ဘလို့ပထုတ်အောင်မလဲစဉ်းစားနေတာ လွတ်လေးပဲကွယ်နင်ဘာဟိုလူမိုက်ခေါင်းဆောင်လားနင်ကြည့်မရဘူးနော်တော့ဘာဒါဖိုးသိမ်းလားနင်ကြည့်မရဘူးနင်ကြည့်မရတဲ့နှကောက်ကွယ်ရံပွေးတတ်လိုက်ကွယ်ရံပွေးတတ်တော့ဒီကောင်လေးဓာတ်နဲ့ခေါက်မယ်တပီးနဲ့ထိုးမယ်သေချေစုံနဲ့သေမယ်အဲဒီကောင်ကသေရသေးရောနေလဲအနေကင်းပြီဟိုကောင်မငယ်လေးသိပိုက်โอเค ကောင်းလိုက်တဲ့အကြံကွာမချိုင် လုံမလေးမထိုင်လားလူကြီးဟုတ်ဘာကိစ္စရှိလို့လဲရှင် ဘာကိစ္စလဲဆိုတော့ငါကိစ္စတော့မဟုတ်ပါဘူးဟာ ဟုတ်အဲ့ဒါမဲ့တွေးကြည့်လိုက်တော့လေဩဘာပဲဖြစ်ဖြစ်ငါကိစ္စပါပဲလေလို့ငါ အော်လူကြီးရဲ့ဆိုလို့ရအောင်မရောက်တော့ဘူးငါကိစ္စနေနေဘာလို့ဆိုလို့ချင်း ဟုတ်ပြောချင်တာငါကိစ္စမဟုတ်ဘူးလို့ဒီကမောင်ချင်းမီရဲ့ကိစ္စအေးဗျာဒီကမောင်ချင်းမီကဂုံးပြူနဲ့ပူပေါင်းကျင်လို့တဲ့အဲ့ဒါငါ့ကိုလာပြောနေလို့ပြောပြရတာ မောင်လေးပကူထိုင်ဟာမမနဲ့ပူပေါင်းကျင်လို့ ဟုတ်ပါ ဟုတ်ကဲ့ခင်ဗျဟိုကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ကကျွန်တော်ကဟိုလေဒီရွာလေးကိုရောက်လာတော့ကျွန်တော်ဒီရွာလေးရဲ့အလှပလေးတွေကိုကျွန်တော်ရင်းနဲ့တကယ်ကိုခံစားမိရခင်ဗျဟိုဒီပြည့်ရွာရင်းနဲ့မှမတူတာဘူးအဲ့တော့ကျွန်တော်ဟိုတပြေးပြေးဒီရွာလေးကိုချစ်လာတော့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ဒီရွာလေးမှာပဲတစ်သက်လုံးကျွန်တော်အခြေချတော့မယ် မောင်လေးဟိုဒီလိုကိစ္စမျိုးဆိုတာမောင်လေးနဲ့မမနဲ့နှစ်ယောက်တည်းတိုင်ပင်တဲ့ကိစ္စမဟုတ်ဘူးလားအခုတော့လူကြီးတွေပါခေါ်လာတယ်ဆိုတော့မမဟိုဘလို့ အဲ့ဒါငါပြောတာဗောမောင်ချင်းမီလို့ဒီလိုကိစ္စမျိုးဆိုတာမင်းကိုယ်တိုင်ပြောရင်လည်းအဆင်ပြေပါတယ်ဆိုတာကိုမဟုတ်ပါဘူးလူကြီးရဲ့တဲ့လူကြီးတယောက်လုံးလိုက်လာတယ်ဆိုတော့အသိမှပို့ပြီးအပြုတ်ခံရတာဗောအဲ့ဒါကြောင့်ငါလိုက်ပြောပေးရတာဟေ့ ဟုတ်ပါပြီဟိုလူကြီးတွေပါလာတယ်ဆိုတော့လေလူကြီးတွေပါလာတဲ့ကြောင့်ဆုံးဖြတ်ပေးရတာ ဒါဗော ဒါမေးမောင်လေးရဲ့ဟုတ်မမလေးမောင်လေးကိုအသိပေးတဲ့သဘောပေါ့နော်ဟိုဂျွားထိတ်ကလေဟိုတိုင်းဆရာကြီးကိုဖိုးသိန်းသိရမလား ကိုဖိုးသိန်း ဟုတ်တယ်အဲ့ကိုဖိုးသိန်းကမမကိုချစ်ခွင့်ပန်ထားတယ်အဲ့ဆိုအခုမောင်လေးကလေမမကွန်ပျူတာပူပေါင်းချင်ရဲဆိုတော့မမနှစ်ယောက်ဆိုတော့လေခေါင်းထဲမှာဆိုဒါပေရတယ်မောင်လေးမဒီလိုလုပ်လိုက်မယ်လေနော်နှစ်ယောက်ကိုမမချိန်တိုးမယ်ဘသူတာတယ်ဘသူကိုတော့ပြင်ပေးတယ်ဆိုစိတ်တရားနေပါဒီနေ့ကချစ်တဲ့သူကိုမလာတယ်မမအဖြစ်ပြီးအဲ့ကကြိုင်မပြောမှာ တို့ကအားကုန်ပြီလွဲကုန်ပြီ ဟုတ်ပါလေ तू ကပူပေါင်းချင်နေဆို မဟုတ်ဘူးသူပြောတာအဲ့လိုပူပေါင်းဖို့မဟုတ်ဘူးလွဲနေပြီတော်တော်ကိုလွဲနေပြီကဲမောင်ချင်းမင်းပြဿနာကမင်းတရားရှင်းပြစမ်းမသူ ဟိုကျွန်တော်ဆိုလိုချင်တာကလေကျွန်တော်ဒီရွာလေးကိုချစ်တယ်ခင်ဗျာချစ်တော့ကျွန်တော်ဒီရွာလေးမှာတစ်သက်လုံးအခြေချပြီးနေခြင်းနဲ့နေခြင်းတော့ကျွန်တော်ဆန္ဒကဒီရွာလေးကိုဖွံ့ဖြိုးတိုးတက်စေချင်တာခင်ဗျာ ဒါလည်းသိတယ် အဲ့ဒီကိစ္စကိုလူကြီးနဲ့သွားစကားပြောတော့ရွာဖွံ့ဖြိုးဖို့အတွက်လုပ်မဲ့ရွာရံပုံကနဲတယ်ခင်ဗျာနဲတော့ဒီရွာရံပုံကြီးများလာအောင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုပြီးကျွန်တော်စဉ်းစားပါတယ်အဲ့တော့ဒီရွာလေးမှာကျွန်တော်ရံပုံငွေပွဲလေးတစ်ပွဲလေးလုပ်ပြီးတော့ကျွန်တော်တို့ကရွာရံပုံငွေလေးရှာကြမယ်လို့ကျွန်တော်စိတ်ကူးမိပါတယ်အဲ့တော့ရွာရံပုံငွေပွဲအနေနဲ့ကျွန်တော်လက်ဝဲပွဲလေးသွင်းမယ်လို့ကျွန်တော်စဉ်းစားမိရဲ့အဲ့ဒါ ဆိုရင်မမနားလည်လိုက်ပြီအဲ့ဒီရွာရံပုံငွေရဲ့အဲ့ဒီကျိုးဝိုင်းထဲမှာမမထိုးရမှာ နော်
လွဲနေသေးတယ်လုံပုံထတ်တယ်စမောထတ်တယ်စမော မလက်သီးမထိုးအောင်လက်သီးမထိုးအောင်ခင်ဗျကျွန်တော်လက်ဝဲပွဲလေးလုပ်ချင်တာလေအဲ့လက်ဝဲပွဲအတွက်ဟိုကမကထလုပ်ဖို့ငွေကြေးအင်အားလူတယ်ခင်ဗျအဲ့တော့မမကဒီဘက်မှာအချမ်းသာဆုံးဆိုတော့မမကလည်းဒီစေစနာရှိတော့နိုင်တယ်လို့ဒီပွဲလေးဖြစ်မြောက်ရေးအတွက်ကမကထလုပ်ပြီးကျွန်တော်တထေးရလည်းသူနိုင်တယ်လို့ဝင်ပြီးပူပေါင်းလိုက်လို့ရှိရင်ကျွန်တော်ဒီပွဲလေးစီကားလေးဖြစ်လာမယ်ရတဲ့ရန်ကုန်ငွေတွေကိုကျွန်တော်ရွာရဲ့တာရင်းနာရေးအတွက်ဖွံ့ဖြိုးတိုးတက်တဲ့အတွက်ကျွန်တော်သုံးမယ်ခင်ဗျအဲ့ဒါကိုပြောတာပါခင်ဗျ အော်အဲ့ဒီကိစ္စအတွက်လာတာ ရှင်းသွားပြီ ဟုတ်ပြီလေဟိုရရေးဆိုတော့လေဘာပြောကွန်ပျူတာကြည့်ချက်ပြီးတော့လုပ်ပေးရတော့မှာပေါ့ အေးဒါဘောသာဓုခေါ်ပါတယ်ဗျာသာဓုခေါ်ပါတယ်အားလုံးအတွက်ကောင်းဖို့ပဲဟုတ်လားကဲအဆင်ပြေသွားပြီ ကျွန်တော်အစီမကပ် မချိုင်းမချိုင်းမချိုင်း နာလို့ နာလာလေ မဟုတ်အားနာလို့ဟိုကောင်လေးအားနာလို့ဒေါသထွက်နေတာသူတို့မလုပ်ရလို့အားနာလို့ကြောက်ပြားတွေကိုအများကြီးထိုးခွဲခြင်းပါလေဆိုမနှစ်ချက်တည်းလောက်တာဒေါသထွက်နေတာအများကြီးမခွဲရလို့ โอ้ဒါမဲ့ကိုဖို့သိရဲ့ဒီမှာကြောက်ကြနှစ်ချက်မကောက်ဆက်ချက်မကောက်အများကြီးလုပ်ပေးပဲကွန်ပျူတာအောင်ထားတယ်ပါလာအခုမခွဲချင်တော့ဘူးခုနစိတ်ရှိနေတဲ့အချိန်မှာခွဲတာကောင်းကိုသွေးအေးဝိုင်းနောက်မှ ကိုရပြောစရာရှိတယ်ဟာမလေးပြောစရာရှိဟုတ်တယ် ဟိုကဒုက္ခငါလည်းဆွမ်းရင်းနဲ့ဘာလို့ โอเคဟိုအခုလေဒီလားဟိုရွာရံပုံငွေတွဲဆိုပြီးတော့ဟိုရွာမှာလေလက်ဝိတ်ပွဲကြီးလုပ်ဖို့စီစဉ်နေကြတယ် အော်ကောင်းတာဗောကောင်းတယ်သွားကြည့်ကြမယ်လေ ကိုရက်ကြည့်ရမှာမဟုတ်ဘူး ကြည့်မကြည့်ရင် ဒီလိုကိုဖို့သိရဲ့ရွာမှာကရံပုံငွေရအောင်ဆိုပြီးတော့လက်ဝိတ်ပွဲကြီးတစ်ပွဲလေးကျင်းပမလို့ တည်ပြီလေကိုတည်ပြီလေ အဲ့ဒီလက်ဝိတ်ပွဲကိုဒီကဂုံပြူရဲ့နောက်တစ်ခါလေးရွာကိုလေအလဲလာနေတဲ့ဂျင်ဘီသိတယ်မလားသူနဲ့ပူပေါင်းပြီးတော့အာတင်ဆက်ပါ အော်ကောင်းတော့ အဲ့ဒီရဲ့ကုန်ကြစိတ်အားလုံးကိုလည်းဒီကဂုံပြူပါပဲအကုန်လုံးစိုက်ထုတ်ထားတာနော်ကိုဖို့သိ ဒီရွာမှာလည်းအဲ့လိုငွေကြေးတက်နိုင်တာဆိုလို့ရေးမာကြီးတော်ကွန်ပျူတာပဲရှိတာပဲလေကွန်ပျူတာလေးစားတယ် အဲ့ဒါတည်းမဟုတ်ဘူးကိုဖိုးသိန်းတွေနောက်တစ်ခုရှိသေးတယ် ကျွန်တော်လေ အဲ့ဒါကတော့အထူးစီစဉ်ကိုဖိုးသိန်းကိုဒီရွာမှာလေနာမည်ကြီးသတင်းတွေကြော်စောအောင်နောက်တစ်ခါရွာလေးချုံဆက်ကလူတွေကလေအထင်ကြီးလေးစားအောင်တိတ်ခါတွေရှိသွားအောင်အစီအစဉ်တစ်ခုရှိတယ် သဘောပေါက်ပြီအဲ့ဒီပွဲကြီးမှာဘက်စုံဖိုးသိန်းကတိုင်အဖြစ်ကူညီပေးရမယ် မဟုတ်ဘူးတက်ထိုးပေးရမှာဟုတ်တယ်ကိုကြီးရဲ့အဲ့ဒါလေးဟိုကိုကြီးဟိုဘယ်လိုသဘောရလဲ ဘလူးမသဘောမရပါဘူးညီမတို့ဒေါသထွက်လို့အော်ပြီလား ဘာလို့သဘော ဘလူးမသဘောထားစရာမလိုသူသိတယ်လေအခုအကြောင်းအသိတဲ့မင်းနေလို့ဒီမှာပွဲနွဲလာခဲ့တာဘက်စုံဖိုးသိန်း ကိုဖိုးသိန်း ထိုးလို့ရတာပေါ့ရပါတယ်ထိုးလို့ရတယ်ဒါပေမဲ့တခုပဲကျွန်တော်ကဒီမှာဘက်တူမှာထိုးချင်တာအတီမှာကြောက်လေညွာလေးလေးသိတဲ့အတိုင်းပဲကိုကြီးတစ်ဖက်တွေများတယ်မလားဟိုကလေးတွေကိုအနိုင်ကျင့်လို့ဖြစ်သွားရင်မကောင်းလေ ဟုတ်တာပေါ့ ဘက်တူရင်တော့ထိုးချင်ပါဘက်တူရရှိကျွန်တော်နဲ့ဘက်တူရရှိသလား အဲ့ဒါကြောင့်တော့ကိုဖိုးသိန်းရဲ့တိလား အဲ့ဒီဘက်တူတဲ့လူရှိသလား သိရှိတာပေါ့ခင်ဗျာသိရှိတာ ဘယ်သူလဲ ဘသူကမှလဲလူမိုက်အောင်တယ် အဲ့ဒီအောင်တယ် ဟုတ်ကဲ့ အောင်တယ်အဲ့လူမိုက်အောင်တယ်ကဘက်စုံဖိုးသိန်းကိုပြောလိုက်ပါတဲ့သူဘာကောင်လဲဆိုတာသိကျင်လို့ရှိရင်တဲ့လက်ဝဲကျိုးဝိုင်းပေါ်တက်ခဲ့ပါစိန်ခေါ်ပါလေ အော်မသိပဲမရှိတာကွာဒီလိုကောစိန်ခေါ်တိုင်းငါထိုးရပါလားမထိုးဘူးရလုံးဝမထိုးဘူးဒီကောင်စိန်ခေါ်လို့မထိုးတာရှိရ
ထိုးထိုးอ่ะဆရာမထိုး ဟာလေဟုတ်ကဲ့အဲ့လိုပြော ဆရာမထိုးလို့မရဘူးလေဟာဒီပွဲမှာဆရာရဲ့ပညာတွေဆရာရဲ့အရေးချင်းတွေကိုဆရာထုတ်ပြတော့မှာဆရာထိုးရမှာထိုးရမှာတိုက်စားငါတက်ထားတဲ့ဟောဒီပညာဟာလူတစ်ပတ်သားကိုအနိုင်ကျင့်မဟုတ်ဘူးငါထိုးရင်နိုင်မယ်ဆိုတာသိနိုင်ရင်ဒီကောက်ငါအနိုင်ကျင့်တယ်လို့ဖြစ်ပြီငါရဲ့သစ္စာတွေပြတ်ကုန်တော့မှာပေါ့နော်ဒီမလေးထိုး မထိုးလို့မရဘူးဆရာထိုးကိုထိုးတဲ့နေဒီလိုအပြင်လူတယောက်ကဆရာကိုလာစိန်ခေါ်တယ်ဆိုတာဆရာရဲ့ဂုံတိတ်ကားတယ်ဆရာရဲ့တိတ်ကားတယ်အကြီးကြီးကြာသွားပြီဆရာထိုးတဲ့နေနော်ထိုးပါမှာထိုးပါမှာထိုး အဲ့ဒါတော့ဟုတ်တယ်ကိုဖိုးသိန်းဒီရွာမှာဒီလောက်တက်တိရှိတဲ့ကိုဖိုးသိန်းတယောက်လုံးရှိရသားနဲ့တခြားတနေတကြေးကနေပြီးလူမိုက်လာလို့တော့မခံနိုင်ပါဘူးဟုတ်တယ်ပြီးတော့ဒီပွဲကိုကျမလုပ်တာလေကိုဖိုးသိန်းကြောင့်လည်းကျမပတ်စံအကုန်ကြအများကြီးခံထားတာနော်ထိုးရမယ်နော်ထိုးရမယ်နော် အရော30ဆုံးဖြတ်လို့မရပြန်ဘူး ဟောမရတော့ပြန်ဟိုလူမိုက်အောင်ထင်ကကိုဖိုးသိန်းကိုစိန်ခေါ်ထားတဲ့ကိစ္စကိုတရွာလုံးသတင်းပြတ်နေပြီနော် ဘလို့ပြောင်းသွားလဲ ကျွန်တော်ထောက်ချလိုက်ပြောနေဒီအိမ်နောက်ဆုံးလို့ ဟာဘလို့ရှောက်ပြောနေတာတော်တော်ရှာရှိတဲ့မိချောင်းသားကွာ မဟုတ်ဘူးလေအောင်ထင်စိန်ခေါ်တာကိုဘတ်စုံဖိုးသိန်းကညင်းနေဆိုရင်ခင်ဗျသူ့ကိုကြောက်တယ်လို့ဖြစ်သွားမှာပေါ့ ဟုတ်ပါဘောကြောက်ပါဘာလို့ကြောက်ထိုးလေထိုးလိုက်ဟာဒီမှာခဏထိုးထိုးမယ်ကိုဖိုးသိန်းလုံးစမ်းပါထိုးတယ်လုံးစမ်းပါတော့ကိုဖိုးသိန်းနော်ထိုး ဟာဝမ်းသာတယ်ဗျာခုလိုစိန်ခေါ်မှုကိုခေါင်းတိတ်ပြင်းနဲ့လက်ခံလိုက်တာဝမ်းသာတယ် ဟေးမထေမင်းအိမ်မှာမနေစေချင်လို့ငါ့အပီးရှင်းနေရလားကွာဟမ် မင်းနဲ့ငါနဲ့အချစ်ဆုံးတငယ်ချင်းတွေလေကွာမင်းငါဘာလို့အပြီးရှင်းရမှာလဲ အော်ဆိုလည်းငတင်ရဟိုတိုင်းစီကလက်ဝဲထိုးကိုစိတ်ခေါ်တော့မင်းဘာလို့လက်ခံခဲ့တာလဲ ဟဲ့မင်းကလူမိုက်အယောက်60လောက်ကိုအုပ်ချုပ်တဲ့လူမိုက်ခေါင်းဆောင်ဂန်းစားပါညာပြောတာလေဒီစိန်ခေါ်ပွဲကိုမင်းငင်းလိုက်မယ်ဆိုလို့ရှိရင်ဘယ်သူမှမယုံကြည်ငါတို့အကုန်လင်းကိုပေါ်ပေါ်မှာပေါ့ အိုးတက်တည်ပြဖို့အတွက်နဲ့ငါတက်ကိုအသေးခံရအောင်မလားငတင်ရမင်းကွာ လောလောဆယ်တော့ဒီပွဲကိုလက်ခံထားရဖိတ်နဲ့ဘာညာနဲ့ဟောက်စားလုပ်နေုံပေါ့အေးမင်းတို့နှစ်ယောက်ပွဲရနော်ဂျင်မီရွာထဲမှာရှောက်ဖွာလို့တရားလုံးပွားနေပြီ ဟမ်သူငယ်ကျုပ်ကိုပြောရချီလို့ဆို ဟုတ်တယ်ဟိုရှင်နဲ့ကျမကိုကြီးနဲ့လက်ဝိတ်ထိုးကြဖို့ဆို ကျုပ်ကထိုးကျင်တာမဟုတ်ဘူးဗျာဟိုထွေးငယ်ကိုကထိုးကျင်တယ်ဆိုလို့သာကျုပ်ကသူ့ဆန္ဒပြည့်သွားအောင်လက်ခံလိုက်တာကျုပ်ကမထိုးချင်ဘူး ကျမသိတာတော့ဟိုရှင်ကစိန်ခေါ်လို့အကိုကြီးကထိုးမယ်ဆိုပြီးတော့လက်ခံလိုက်တာမဟုတ်ဘူးလား ဟဲ့ပေါက်ကြီးရဗျာဟိုကျုပ်ကထွေးငယ်ကိုချစ်နေတဲ့သူပဲထွေးငယ်မျက်နှာရှိရလေဟိုထွေးငယ်ကိုကျုပ်ကစိန်ခေါ်ပါမလားစဉ်းစားကြည့်ပါဦး ဘာပဲဖြစ်ဖြစ်လေအခုဟိုရှင်နဲ့ကျမကိုကြီးနဲ့လက်ဝိတ်ထိုးမယ်ဆိုတာဟိုတရွာလုံးမှာသတင်းကပြတ်နေပြီဟုတ်ဖြစ်နိုင်ရင်မထိုးပါနဲ့လား ဘာလဲကျုပ်ရဲ့လက်သီးချက်တွေကြောင့်ထွေးငယ်ရဲ့အကိုမှောက်သွားမှာဆိုလို့လားဟလား ဟုတ်တယ်ဟိုထွေးငယ်မှာလေဟိုဒီကိုကြီးတယောက်ပဲရှိတာပြီးတော့အကိုကြီးကပဲထွေးငယ်ကိုငငယ်လေးတည်းပြုစုဆောင်ရှောက်လာတာဆိုတော့အကိုကြီးတစ်ခုခုဖြစ်မှာဆိုလို့ပါရှင်အကိုကြီးကိုထိုးလိုက်ရင်ကျမရှင်ကိုပြန်မချစ်တော့ဘူးနော် ဟမ်မဟုတ်လေဟိုလက်ဝဲပွဲလေဟိုပြန်မထိုးအောင်ဆိုတော့ကျုပ်ကဘယ်လိုထိုးရမှာတော့ကျုပ်မထိုးရင်လည်း तू ကကျုပ်ကိုထိုးမှာ ဟိုအကိုကြီးလည်းရှင်ကိုမထိုးရလောက်ပါဘူး ဘာမထိုးရမဟုတ်တော့ဘူးနော် ဘာပဲဖြစ်ဖြစ်ဟိုရှင်ကျမစီကအဖြေကိုလိုချင်တယ်ဆိုရင်အကိုကြီးကိုထိအောင်မထိုးနဲ့ အော်လက်ဝဲပွဲကိုထိအောင်မထိုးပါဘူးဟိုမဆိုးပါဘူးလက်ဝဲပွဲကိုထိအောင်မထိုးမှာတော့ဘယ်လိုသွားထိုးမှာတော့အိုးငါဘောစိုးရတာကွာတခါတည်းသာတင်းချိုင်ကိုပို့လိုက်ပါတော့ နောက်ထပ်ပွဲဆိုင်တစ်စားကတော့ကျွန်တော်တို့အလူထောင်းမှနေပြီးရှင်ပြိုင်တဲ့လူကတော့ဒေါက်တာနိုင်ကြခုတောက်ဝရင်တို့အပိုင်ကိုသိမ်းနိုင်တဲ့ဘောသိမ်းဖြစ်ပါရဲ့ခင်ဗျာဘောသိမ်းဖြစ်ပါခင်ဗျာအလူထောင်းမှာဘောသိမ်းစီမံကိုကြောက်ပါခင်ဗျာစီမံကြောက်ပါခင်ဗျာဘောသိမ်းကြောက်ပါအလူထောင်းမှာရှင်ပြိုင်တော့ဘောသိမ်းပါခင်ဗျာဘောသိမ်းကြောက်ပါခင်ဗျာဘောသိမ်းကြောက်ပါခင်ဗျာ ဟ
သိန်းနဲ့ရှင်ပြန်ပြီးထိုးသွင်းမယ်အပြာတော့ကျွန်တော်တို့လူမိုက်အယောက်60ရဲ့ခေါင်းဆောင်ကြီးဖြစ်တဲ့လူမိုက်အောင်တင်ဖြစ်ပါလေခင်ဗျာလူမိုက်အောင်တင်ကျင်နာဘူးကွာရလူကြီးကျုံညမနဲ့ကိုမျိုးကဲအောင်ရလူကြီးအေးပါကွာငါလည်းအဲ့ဒီကိစ္စကိုစဉ်းစားနေပါတယ်ကွာအဲ့တော့ဒီအတိုင်းဆိုရင်သက်ဆိုင်ရာကိုအကြောင်းကြားမှာကိုဖြစ်တော့မှာ မဟုတ်သက်ဆိုင်ရာကိုအကြောင်းကြားလို့မရဘူးလေတော်ကြသက်ဆိုင်ရာအကြောင်းကြားတာသူသိသွားလို့ရှိရင်တရားခံတွေကိုတတ်ပလိုက်မလို့လို့ ဒီအဲ့ဒါလည်းဟုတ်တာပဲဘယ်လိုလုပ်ကြမလဲ တို့တို့ဗျာခင်ဗျတိုင်းသမားပဲဗျာခင်ဗျတိုင်းတယ်လေအဲ့တော့ခင်ဗျတော့ခဲ့တယ်နော် ဩမင်းလည်းလူမိုက်ပဲလေမင်းသွားခဲ့ပါလား ကျုပ်ကမိုက်ပဲမိုက်တာတိုင်းမတက်ဘူးခင်ဗျတိုင်းတက်တယ်လေအဲ့တော့ခင်ဗျကဲပေါ့ ဩမင်းလည်းကွာငါလည်းတကယ်တတ်တာမဟုတ်ဘူးလေဟမ်
မှာတော့မထူတော့ပါဘူးဗျာကျုပ်ဘွားအကြောင်းပြောပြပါတော့မယ်ဒီလိုပါကျုပ်ကတိုင်းဆရာမဟုတ်ဘူးဗျဇက်ထဲမှာလူရှင်တော်ကလာအဲ့ဒါဇက်ဆရာကိုသဘောမယုံနိုင်တာနဲ့ဒီဘက်မှာခဏလာရှောင်နေတာညီမလေးတို့အနေဖြစ်မှာဆိုလို့ကိုယ့်ကိုတိုင်းဆရာဆိုပြီးဟောက်စားလုပ်နေတာ ထင်သားပဲဘာဖိုးသိမှမသိတာအခုတော့ဇက်ဖိုးသိဖြစ်နေဟဲ့မဘုရားအခုချိန်ဒီအာတာပြနေတော့ ဟုတ်ပါညီလေးကလူမိုက်ခေါင်းဆောင်ဆိုတော့လေညီလေးနောက်မှာလူမိုက်အင်အားလည်းရှိတယ်မဒီဘက်တော့ခဲ့လိုက်နော် ဟိုကျုပ်ကလည်းဟိုလူမိုက်အစ်စ်မဟုတ်ဘူးဗျာ မင်းပြောတော့ဟိုဟာမင်းမှာလူမိုက်အယောက်60လောက်ရှိရဆို အောက်ရတယ်အလာကဒီကောင်ရှောက်ပြောနေတာဒီမှာရောက်60မပြောနဲ့တပည့်တစ်ယောက်တော့မရှိဘူးဒါတော့မှအရင်တော့120ရှိရဆိုပြီးပြောခိုင်းတာနော်မနေ့လျှော့ပြီးတော့ပြောခိုင်းတာလို့အခု60ဖြစ်သွားတာအဲ့ကိစ္စကိုခင်ဗျားသိပါတယ်ဗျာ ကြား မင်းပြောတော့ငါသားနဲ့တူထောင်ကထွက်လာတာဆို ထောင်ကထွက်လာတော့ဟုတ်တယ်လေဒါပေမဲ့ကျုပ်ကလူမိုင်းမဟုတ်ဘူးတခိုး ငါထင်တော့ထင်ပါတယ်အဲ့ကြောင့်မင်းကငါပြောရလေအဲ့ဒါထမိန်ခုံးမှုနဲ့ကြာလာလားလို့ အဲ့လိုကျုပ်ထမင်းတခိုးမဟုတ်ဘူးနော် အဲ့ဒါမှကိုက ကျုပ်ကကားမီးလုံးတွေဖြုတ်ကူတာ ဩတကူပဲပေါ့ကွာ ငထင်းနင်ပြောတော့နင့်ဆရာဆို သားနဲ့သူထောင်ကထွက်လာတော့ဟိုသူနေစရာမရှိလို့ဆိုပြီးဒါတနာလို့ရွာခေါ်လာတာဟိုရွာထဲမှာတကိုးဆိုမျက်နှာငယ်မှာဆိုလို့လူမိုက်ခေါင်းဆောင်ဆိုပြီးတော့ဟောက်စားလောက်ခိုင်းတာ မလေးဘုံဆိုပြီးတော့ပဲမျက်နှာငယ်ရအောင်မလားကွာငကိုကလေးကငယ်တဲ့အလုံးလုံးထားပြီးသားဥစ္စာကိုကဲဒီမှာဟိုဒီတိုင်းတော့နေလို့မဖြစ်တော့ဘူးကွာမောင်းချင်းပြီမင်းမအာကိုရတော့မှာပဲမင်းကစီဝါရေးသမားဆိုတော့ကြောတော့နောက်ခံလဲရှိမှာပါနော်အဲ့တော့နည်းနည်းဒီကိစ္စမှာတော့ကိုပြီးရင်ပြီးလေးကူညီပေးပါကွယ်နော်ငွေအားလားလူအားလား ကျွန်တော်ငွေလည်းမအောင်လူလည်းမအောင် အဆင်ပြေသွားပြီလားဒီလိုပြောနေတယ် မဟုတ်လားဟာမင်းကလည်းကွာမလို့ပြရတာတော့ ကျွန်တော်လည်းအမှန်တိုင်းဝန်ခံပါမယ်မမကျွန်တော်ကဘာစီးပွားရေးသမားမဟုတ်ပါဘူးဟိုဒီရောမှာဂျင်းဆန်ကိုထောင်းမယ်ဆိုတော့လေပါဇက်တဲ့ရှိရရှောက်ပြောတာအဲ့လိုဘာကြောင့်ပြောရတယ်လဲဆိုတော့ကျွန်တော်မြို့မှာဟိုရှောင်စရာတိန်းစရာလေးတစ်ခုရှိလို့ဒီရွာကိုရောက်လာတာဗျာ ဟာဒုက္ခပါပဲကွာမင်းတို့အခုပြောမှာပဲငါရွာကလေဒုက္ခတဲ့ကယ်ဆယ်ရေးစခန်းကြီးကိုဖြစ်နေပြီကဲဒီမှာမောင်ချင်းမင်းနောက်ကလိုက်လာတဲ့ဟိုမချိုင်းဆိုတဲ့ဟိုယိုရီးယားကောင်အောင်ဘာအကူကြီးပေးနိုင်လဲပြောစမ်းမအောင် ကျွန်တော်လည်းဘာမချိုင်းမှမတောက်ဘူးမကြိုးစရာမှလည်းမဟုတ်ဘူးသူ့ပဲလားတင်တာလေအဆောင်ပေးပါတဲ့မချိုင်းပြောပေးဆိုကျွန်တော်ဒီတလုံးမတက် တကယ်ကောင်းနေပြီပါလားကွာဟောက်စားနေပြီပဲ ဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ကြမလဲ ဩဒါကတော့အခုအကုန်လုံးဘယ်လိုလုပ်မလဲဆိုတာဒါပြောနေကြတာပဲလေတက်စီးစင်းနေတာပဲ ဟိုအကြာကြီးစီစဉ်လို့တော့မရဘူးဗျဘာလဲလဲဆိုတော့ဟိုကျွန်တော်အမြန်ဆုံးကယ်မတော့ရမယ် အေးလေ အခုလိုပြဿနာတွေကကျွန်တော်တို့ရောက်လာမှဖြစ်တယ်ဆိုတော့ကျွန်တော်တို့တာဝန်မကင်းဘူးလို့ခံစားရပါတယ်အဲ့တော့အောင်နေမင်းနဲ့ကနေတော့ကယ်မယ် ကဲပဲဗျာ ကဲစား ခင်ဗျားလိုက်ခဲ့ ဘာလို့လဲ ဟောခင်ဗျားညီမတယောက်လုံးပါနေရလေ မင်းဟုတ်သားပဲကွာအင်အားတောင်းသွားတာဘောလိုက်တော့လေပါ ဟိုမင်းတို့တွေသွားကြမယ်ဆိုရင်လေဟိုတော့သားလေးကိုလည်းခေါ်သွားကြပါကွယ်နော်ခေါ်သွားပေးကြပါနော် မေဘာလို့လဲ အော်သားရဲ့ဟိုမင်းကရွာကန်လေရွာမှာဖြစ်တာဆိုတော့မင်းလိုက်ကြမှာဖြစ်မှာပေါ့ ဖေသားသိရနော်အမေသားကိုမြင်မသားပေါ်ရင်ပြီးတော့ဆိုထိုးထဲနေရမလား ဟိုမဟုတ်ပါဘူးသားရဲ့မဟုတ်ပါဘူးသားလိုက်သွားလိုက်နော်လိုက်သွားလိုက်နော်နော် ဟာဟေ့မင်းလိုက်တင်နေပြီလား အော် line မတင်ပါဘူးဟို Facebook သုံးနေတာ အဲ့ဆိုပြီးရော ဟဲ့မင်း line လို့ပြောင်းလဲတဲ့ scan တွေလည်းကုန်ပြီနော်ရော ဒီကလိုက်လို့မတနက်နဲ့ပြစ် မင်းတို့ကတနက်နဲ့ပြန်ပြစ်ပါပေါ့ အာမလုံးနဲ့လေကွာရအောင် ဘာမို့ဟောကွာ အေးအဲ့ဒါပြီးတော့ညင်းနေ ဟေ့ငါနဲ့ခဏလိုက်ခဲ့ ဘာလို့မို့လဲဗျာ ရှာမချင်းနဲ့ငါနဲ့ခဏလိုက်ခဲ့ငါအဖို့သွားမလို့သေးပါမလို့ ပြေးပေါက်တော့ကိုယ့်ကိုတပ်ပေါက်ပါလား ဟာငါတေးရဲကြောက်လို့ပေါ့ကွာမင်းရလေ အာခေါင်းဆောင်ဖြစ်ပြီးတဲကြောက်ရတယ်လို့ဗျာ ခေါင်းဆောင်ပဲတေးရဲကြောက်တာတေးရဲကြောက်ငါပြစ်ထက်လိုက်မယ် တိတ်ပဲမရှိ ဘယ်လိုပြောလဲမင်း ဘူးဒီကောင်းအောင်ပြောတယ် ပြီးရောနေမလား မကုန်းရုပ်ရှင်တွေထဲမှာဆိုရင်လေမင်းသမီးတွေဒီလိုအဖမ်းခံရတာမိမမာယာနဲ့ညှူဆွဲလိုက်ရင်အဆောင်ရလွတ်ပေးတယ်တဲ့မကုန်းညှူဆွဲကြည့်လိုက်ပါလား ဟာအဲ့ဒီဇောင်းဝန်ကန်းတွေအားလုံးကရုပ်ရှင်တွေထဲမှာအများအားပါနေကြလေသူတို့လည်းကြည့်ဘူးမှာပေါ့အစီအပြေတော့ပါဘူး ကြည့်ဘူးမကြည့်ဘူးမကုန်းကယောက်ျားဆိုတာနှာဘူးကြီးပဲလေလို့ကြည့်ပါတော့
ဟာကြောက်တယ်လူကြီးပါဆိုတော့ အခုမှပဲပေါ့သွားတာ လှုပ်ကြည့် ကိုကြီး အားလေဘာဖြစ်နေတာလဲ ဟိုဟာလေနှာခေါင်းတစ်ကလေးကလေရှားနေလို့ နှာခေါင်းဝင်ရတယ် ပြီးတော့လေတက်တင်မှာလေကျိုးတွေတုတ်ထားတာလေအစမ်းလာတာပဲကျိုးလေးဖြည့်ပေးပါလား ဘာကြိုးပြပြပါလဲရုပ်ရှင်တွေကလို့ကလီကမာတွေလာလုံးနေတယ်တော့ပြတ်တတ်ထားလိမ့်မယ် ငါပြောပါတယ်အဲ့เจ้าဝင်ငယ်နေသူတို့ကြည့်ဘူးပါလေလို့ ဘာကြည့်ဘူးလား သူကလေရုပ်ရှင်တွေရလို့အဲ့လိုပြောကြည့်တယ်ရတယ်ဆိုလို့ပြောကြည့်တာ မစားပိတ်တာဘာပူပူလဲဘကောင်မလေးနင်လည်းအေးဆေးနေနော်ပြစ်ထားလိုက်မယ် ဟဲ့ပြုံးလေဒီမှာစက်ပြီးဆွဲနေနားမလိုက်တော့ငါပြစ်ခလိုက်မယ်ပြုံးဟဲ့နိုးနေရတော့လက်ကိုဒီလိုမျိုးဒါမျိုးလေးလှုပ်စမ်းအသေးလေးပေးစမ်းအသေးလေးပေးစမ်း လို့ရမှာလဲနောက်မှလက်တွေကိုကျိုးချထားလို့ပါ ဟောအေးအဲ့ဆိုဒီတိုင်းပဲပြုံးပြုံးငါပြစ်ခလိုက်မယ်နော်မလုပ်ဘူးမထင်နဲ့ဟောပြုံး 1 2 3အေးရကဲပါပဲကွာငါတို့လေရွာသားပြန်လိုက်ချင်တော့တယ်သိလားငါတို့ကလေရှူတိုက်ခံရတဲ့ခွေးလိုပဲကြိုက်ကြိုက်ဆိုလို့သာကြိုက်တယ်ဘလူးကြိုက်ရမှလည်းမသိဖမ်းသွားတာဘာတူလဲဘယ်နှရောက်နေလဲသိလားကဲဘယ်လိုက်ကြမှာတော့သိရတယ်ကွာ ကျုပ်ကတော့ဗျာထွေးငယ်လေးကိုပဲစိတ်ပူတယ်ခုချိန်တော့ဆိုရင်လေထွေးငယ်လေးကိုဟိုကောင်လေးဝိုင်းပြီးတော့ငါတွေးအောင်မတွေးရဘူး ငါစိတ်ပူနေတာတွေးငယ်တဲ့ဆိုင်ကိုမျိုးစိတ်ပူနေတာကွာတွေးငယ်ကဘာလို့မှတွေးငယ်ကငါသိမှာမလား ဟုတ်တယ်လေ အဲ့ဘာလို့စိတ်ပူနေတာလဲ အော်ကြော့စိတ်ပူပြီးရလေဗျာဘာဖြစ်လို့လဲခင်ဗျာလေ ငါကြောင့်မပူစရာမလိုငါပူမယ် ဟဲ့လူဟဲ့လူသူများရဲ့ဒီလောက်စိတ်ပူပြီးအပူရင်းဖြစ်နေတဲ့အချိန်မှာခင်ဗျဂိမ်းစော့နိုင်သေးရဲ့နော် အဲ့ကောင်တမျိုး ငါခင်းစောနေမှာမဟုတ်ဘူး ဟမ် ဟိုလောတော့ကလူကုန်ကူးတဲ့အဖွဲတွေ post တို့တင်ထားတာလေငါစိတ်ဝင်စားလို့ share ထားတာအဲ့ပြန်ရှားနေတာအဲ့တွေ့ပြီဒီမှာဟုတ်ရွာလာတဲ့အဖွဲလာလို့လေ ဟာအဲ့ဒါဆိုလည်းရှာအဲ့ဒါဆိုလည်းရှာ ဘာသူတို့အကောင့်ထဲဝင်ကြည့်လိုက်မယ်နော်ဒါသူတို့အကောင့်ပဲဒီမှာအစ်တခုတင်တာတွေ့လား ဟောင်းမထွေးငယ်လေဟိုမထွေးငယ်လေ အော်မဂွန်ပြူဒုက္ခပါပဲကွာဟိုကောင်ကျန်းမရဲနဲ့ငရဲမှန်ကန်သတ်တုံတက်ဖို့ရတယ်အဲ့ကောင်မလားအဲ့ကောင်မလားလား ဟုတ်တယ်အဲ့ကောင်ပဲလေ ဟိုးနောက်မှာရေရင်းပြက်ကြီး ဟောနေသက်မကွာရေရင်းမြက်ကကဲ့စရာမလိုဘူး ဟောရေရင်းပြက်ကြီးကိုလည်းကဲ့မလားဗျကျုပ်အဲ့ရေရင်းပြက်ရှိတဲ့နေရာကိုသိတယ်ကျုပ်အဲ့နောက်ရောက်ဘူးတယ်ဟမ်အခုရောက်နေတဲ့နေရာနဲ့ဆိုလို့ရှိရင်တိတ်မဝေးဘူးဗျ ဟာအဲ့တော့တော့ကဲမယ်တော့ကဲမယ်လေ ဩနေသက်မအောင်ခင်ဗျာလေဆက်ဆက်ပြီးသွားခဲ့မယ်ဆိုတာကြီးပဲအဲ့ရင်းနှီးပြက်နာမို့သူတို့ကအခုရှိပါဦးမလား မဟုတ်ရှိလောက်တယ်တင်ထားတာဒီမှာကြီး9မိနစ်တော့မပြည့်ဘူး 9မိနစ် အော်ဆိုတော့ဇာတိသွေးဇာတိမအောင်ပြမယ်တော့ကဲမယ်ကွာ ဩနေသက်မအောင်ခင်ဗျာဆက်ဆက်ပြီးသွားဦးလို့ ဒါလေးနဲ့မမလေးဒါရှိဘူး ကျုပ်မှလည်းရှိရလေ ရှင်းပြီးလို့ချမလေး ဩမဟုတ်ဘူးလေခင်ဗျာဘာတွေပြောနေရလဲကျုပ်ပြောတန်းသူတို့မတန်းနေတယ်လေ အေးလေငါမှနှစ်ချက်ခုရှိတယ်ချပဲလို့ တော်သမ်းပါခင်ဗျာလေကျောင်းမကြည့်ရကြတယ် တနက်တွေပါလည်းမလို့ဘာမှမလို့ပြောပြမယ်လား ဘာလဲ တဲ့ငါတို့ဆရာဟိုကိုထပ်သွားတာတော်တော်ကြာပြီနော်ရွှေရယူပြီးလစ်သွားတာလားမသိဘူးလိုက်ကြည့်ရအောင်အာစီဒီလိုကြီးထောက်သွားတယ်နော်အာစီဒီလိုများတော့နော်အာစီအာစီ
啊，爷我，啊，爷爷随你过，爷爷随你爷爷过，我人都铺的不忙，那这个铺的我妈妈的。呀，我讲我想那来多少家呢？没完来几的？没来我了。俺都是要上去呀，没明了啊？哎呀，昨天呢，我特别把气来了，老热了，没呀？俺不要两遍，别看，打几多一把。干嘛嘞？不要叫门子。干啥？我弄死啊！一点一点。呀，马屁了，木了了。怕的也嘞，怕的也嘞。不老张脸喏，别来嘛喏还要。อะไรฮะอะไรลูกมีนี่เดี๋ยวลิเซลีดีปีละเซลีดีปีเลยไล่ปาอะไรอ่ะฮะโอ้เหมือนนั่นมาเลยဗျာကျုပ်ပါဗျာကျုပ်ပါโอ้ဒုက္ခပါပဲကျုပ်လေဗျာဟုတ်တယ်နော်အောင်းနေကျုပ်ပဲလာတော့မလားတော့ဒါပါတော်သေးတာပေါ့ကွာမင်းတို့အခုလိုဘေးမတိရမ်းမခပဲရွာကိုပြန်ရောက်လာတာအကူကတော်တော်ကံကောင်းတာဟေးဝမ်းသာတယ်ဟဲ့နေဝေါကွာမင်းတို့ဘလူးများကယ်လာကြတာတို့ ဟာအုတ်ကြီးရလဲဗျာဘက်ဆောင်ဖိုးသိမ့်လေဒီလူဆိုလူမိုက်တော့ကုန်သိမ့်လိုက်တာပေါ့ဖယ်ရမလဲ တော်ပါတော့ကိုကြီးဟာဟုတ်တာလည်းမဟုတ်ပဲနဲ့ဘယ်သူမှမမြင်ဘူးဆိုပြီး stream နေတယ်နော်ဒါတော့မှကိုအောင်ထင်လာကြလို့လွတ်လာတယ်ဟာ အကူစော်ကားပြန်ပြီဟမ်သွားခဲ့တဲ့ထဲမှာငါလဲပါတယ်လာခဲ့တဲ့ထဲမှာငါလဲပါတယ်အဲ့ဒီကောင်အထဲဝင်ကယ်လို့ရအောင်ငါအပြင်စီကအကုန်လုံးလှဲသိမ့်ထားတာ ဒီပါဗျာဒီတွင်းပြက်ရှိတဲ့နေရာကိုကြုံညွှန်ခဲ့တာလေကျုပ်ကမှအခရာကြ အေးအဲ့ဒါလည်းဟုတ်တာ မင်းယူရင်းတက်ကငါ Facebook ထဲတွေ့တာ တော့စမ်းမှာကွာမင်း Facebook သုံးနိုင်ဖို့အတွက်လေအဲ့ဒီအကြံရအောင်ငါပြောတာလေဘယ်လိုရှာကြမလဲဘယ်မှာမေးကြမလဲဘယ်သွားရှာကြမလဲစစ်ပင်ထဲမှာငါပြောတာလေငါကြောင့်လေမင်းလေ တော်စမ်းပါဗျာကျုပ်ကအရန်မောလို့ခဏနားပါအောင်ဆိုလို့ခင်ဗျအဲ့ကြံကိုရတာနော် မင်းတို့ကလည်းကွာကိုအစွမ်းကိုတော်တော်ပြချင်တဲ့အကောင်တွေပဲအဲ့လိုဒါဆိုလို့ရှိရင်မင်းတို့ငါလွတ်လိုက်လို့ဒီလိုကယ်လို့ရတာမဟုတ်လားဟမ်ဒါဆိုငါအစွမ်းလဲပါတာပေါ့ကဲတော်ပါတော့ကွာမင်းတို့ကလည်းဒီဝါတဲ့သားချင်းတွေတယောက်အကြောင်းတယောက်အကုန်သိနေတာပဲဥစ္စာတယောက်နဲ့တယောက်ဟောက်စားလုပ်နေကြတာဟလားဟုတ်သေးမင်းအောင်ရှေ့ရောက်ပါလို့မှလည်းကဲပြော ကျွန်တော်စဉ်းစားထားတော့လူကြီးရယ်ကျွန်တော်တက်ကျွမ်းတဲ့ပညာတွေလက်ကားမဖြစ်အောင်ဒီဝါကလေးတို့တိုင်းပညာသင်ပေးပြီးတော့တော်မလုပ်ပါနဲ့နော်မင်းအသင်ကောင်းလို့ကလေးလေကျိုးတဲ့ကလေးလေကျိုးပဲ့တဲ့ကလေးလေပဲ့နေပါမသိမနဲ့နော်နော်ကွန်မြူ ကျန် နေဟာရောဘာလုပ်မှာလဲ ကျမကတော့လေ အေး ကိုဖိုးသိန်းတောင်းတဲ့အဖြေကိုကျမပေးလိုက် ဟုတ်လား မဟုတ်ဘူးရောလဲဘာတွေချုပ်ပြောနေလူဆောင်မှာရှက်ပြော ဆက်နေတာ ဟုတ်တယ်လူကြီးရယ်ကျုပ်တို့နှစ်ယောက်ကအခုမြစ်တာမြသွားပြီဆိုတော့ကျုပ်တို့နှစ်ယောက်ဒါလက်တွဲတော့မှာပေါ့ဗျာမင်္ဂလာဆောင်ပြီးတဲ့သူ့ပတ်စံနေကျွန်တော်ပိုင်ပြီလေဟိုသဘောတည်းပဲလေပတ်စံလင်းပစ္စည်းမရပိုင်မရပါဘူးပတ်စံတွေရပြီဆိုတော့ကျွန်တော်ဇက်မှာပေးရရှိတဲ့ဇက်ဆရာရဲ့ဇဘော်တွေအကျွေးတွေပြန်ပေးလိုက်မယ်ပေးပြီးရင်ဆိုတာနဲ့ကျွန်တော်မိသားစုဇက်ထောင်ပြီးတော့စီဝါရှာပဲဗျာ ကောင်းတယ် တကယ်ပြောရလားဟိုအဲ့ဒါဆိုရင်တွင်းငယ်ကဟိုပြဿနာမင်းပြန်သွားရမှာပေါ့နော် ထွင်းငယ်တိုင်းဝင်ရက်သိပတ်ကလားရတယ် လေဒီပြဿနာဆိုတာနဲ့အဲ့ဒီဘိုးကဒီကောင်ကြွလာတာမရဘူးတကယ် အားလုံးအခုလိုပြောရှင်ပြလေးဖြစ်သွားကျွန်တော်တကယ်ပဲဝမ်းသာပါတယ်ပြီးတော့ကျွန်တော်ရွာလုံးကိုလည်းတောင်းပန်ချင်ပါတယ်ကျွန်တော်ရွာထဲမှာကျွန်တော်စိတ်ထင်တာရှောက်လို့မရတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်နော် ရပါတယ်ဗျာ တို့နားလဲပါဘာဖြစ်တော့ ဟိုပြီးတော့အဲ့အတွက်လည်းကျွန်တော်ပြန်ပြီးတစ်ခုလောက်တော့ပေးဆက်ချင်ပါတယ်ဗျာ ပေးဆက်ဘလို့ပေးဆက် ဟိုလေအခုခင်ဗျားတို့ကအတွေးလေးကိုစီဖြစ်သွားကြပြီဆိုတော့ခင်ဗျားတို့ဇုံနဲ့နဲ့တွေ့ကိုကျွန်တော်ယူရီးယားနိုင်ငံကိုဇီရင်ချင်းကျွန်တော်ပို့ပေးခြင်းပါတယ် အဲ့လိုဆိုလို့ပြောစရာကြီးပေါ့နော်ပြောစရာကြီး ခုနော် ဘာခဏလေရိုးပြောလေရအကုန်သိပြီ sorry ကျွန်တော်သူ့မြင်တော့ရောင်သွားလို့မဟုတ်ဘူးကျွန်တော်ပြောချင်တာကသူတို့လာလို့ရှိရင်ဟိုဘက်မှာအားလုံးအဆင်သင့်ဖြစ်အောင်ခင်ဗျားဟိုဘက်ကိုကြိုးသွားထားလိုက်လာလို့ရှိရင်အားလုံးအဆင်သင့်ဖြစ်အောင်လေနော် တဘောပေါက်ပြီကွယ်ရ
ရတယ်စင်ပြောင်းလုပ်ပေးမယ် โอเคโอเค ဟိုဒါဆိုရင်အခုသွားမဲ့ခီးစရာဟိုထွင်းငယ်တို့အတွက်အချိုးပြားရည်စမ်းခီးစင်ပေါ့နော် ပြားရည်စမ်းမောပြားရည်ဒီမှာတပုံကြီးစမ်းလို့ရတယ် ရထားလိုက် အေးရနေငါအဲ့မှာလှေတစ်စီးနဲ့လူ၄ယောက်တင်ပေးလိုက်တယ်ငါပြောထားတဲ့ဈေးတိုင်းပဲနော်မင်းတို့ကမင်းတို့ဟိုဘက်မှာဘလောက်နဲ့ပြန်ရအောင်စားစားနော်လှေစိတ်မှာတခါတည်းစောင့်ခေါ်ပြီးတော့နေဆက်မှာတခါတည်းရောင်းလိုက်တော့နော်ဟုတ်ပြီ အဲကောင်းပြီလေငါအဆင်ပြေလို့ကျင်းလုပ်လိုက်မယ်ကွယ်